ဒီနေ့မှာတော့ကျွန်တော်တို့ဒီ USML ရဲ့ဒါ episode 2ကိုတော့ရောက်ခဲ့ပြီပေါ့နော်ဆိုတော့ကျွန်တော်ရဲ့ဒီစမာလာလေးမှာဒီအေးမြတဲ့စောင်းနေနေတဲ့အတူပေါ့နော်ဒါကျန်တဲ့လူတွေလည်းအနှွေးတက်လေးရအောင်လို့ကျွန်တော်စာလာလေးတွေဖတ်ပြဖို့အတွက်ဒီကအကိုနှစ်ယောက်ကိုကျွန်တော်ဖိတ်ခေါ်ထားပါတယ်ဆိုတော့အကိုကောင်းမြတ်ကိုဟယ်ရီနဲ့ဒါကိုလာမင်းတော့ကိုအဗန်တို့ပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဟိုစာလာလေးစပြီးတော့ဖတ်ပြရအောင်နော်ကိုဆိုတော့ဒီက USML အကြောင်းလေးကိုကျွန်တော်တစ်ချက်တော့ဟိုပြောပြပြပါအောင်မယ်ဒီက USML အဓိကရွေးချက်ကတော့ဒီဒီဇိုင်နာတွေရဲ့ဒီ design journey တစ်ချုပ်မှာပေါ့နော်ကိုသွားလို့တဲ့ direction တစ်ခုသူအဲ့ဒါကိုယုံကြည်ရှောင်လန်းနိုင်ဖို့အတွက်ပြီးတော့ဒီတိုးတက်မှုမြန်ဆန်စေဖို့အတွက်ဒီemotional support ကိုတခြားသောလိုအပ်တဲ့အချက်တွေရောပါဒီ senior အကိုအမတွေရပေါ့နော်ပေးနိုင်အောင်လို့အတွက်ကိုရည်ရွယ်ထားတဲ့ဒါ program လေးပေါ့နော် shape program မှာဆိုရင်လည်းဒါlevel တစ်ခုကိုရောက်နေတဲ့အကိုတွေအမတွေကနေပြီးတော့knowledge sharing တွေလုပ်ပေးခဲ့ရပေါ့နော်ဒါဒီတစ်ခေါက်မှာဆိုရင်လည်းဒီdesign level မှာဒီ level တစ်ခုရောက်နေတဲ့အကိုနှစ်ယောက်ကနေပြီးတော့sharing လုပ်ပေးအောင်ဖြစ်ပါတယ်ဆိုတော့ဒါကျွန်တော်တို့ရှိကိုရောက်လာတဲ့စာလွာလေးရတော့အများကြီးပဲပေါ့နော်အဲ့ဒီတဲမှာကျွန်တော်တို့ဒါဟိုဖတ်ပြပေးမှာပေါ့နော်ဆိုတော့စပြီးတော့ကျွန်တော်တို့ဒါ screen လေး share လိုက်ပါတော့မယ်ဟုတ်ဒါတော့ကိုဟယ်ရီဖြစ်ပါတယ်ကိုကောင်းမြတ်ဟယ်ရီပေါ့နော်သူကတော့အခုလက်ရှိမှာတော့ဒါ Maritime မှာပေါ့နော် State Trading Organization မှာ US League အနေနဲ့လုပ်နေပါတယ်ဒါတော့ကိုလာမင်းတော့ပေါ့နော်ကို album ပေါ့ဒါတော့လက်ရှိထိုင်လန်မှာရောက်နေပါတယ်ဆိုတော့သူလည်း UI UX designer တယောက်ပါပဲဟုတ်ဆိုတော့ဒီလုပ်နေတဲ့ company က General Magic ထိုင်တဲ့ company တွေမှာပေါ့နော်ဟုတ်ဆိုတော့စစချင်းဒီမေကုန်းနဲ့စရမယ်ဆိုရင်တော့ design thinking နဲ့ research လုပ်တာဘယ်လိုမျိုးတွေမှာအလွယ်ကူဆုံးလို့ထင်လဲလို့တော့တယောက်ကတော့မေးထားတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကိုဟယ်ရီကိုပဲကျွန်တော်အရင်ဆုံးမေးချင်ပါတယ်ဆိုတော့ကိုအလင်းနေတဲ့ဆိုရင်ရောဒီဟာလေးကိုဘယ်လိုမျိုးမြင်လဲပေါ့ဒီ design thinking နဲ့ research လုပ်တဲ့ဟာမှာဘယ်အားပိုလွယ်လို့ကိုမြင်လဲပေါ့ဟုတ်design thinking နဲ့ research ကိုမေးတာကဘယ်လိုမျိုးလုပ်ရင်အလွယ်ဆုံးလဲပေါ့နော်ဆိုတော့ဘယ်လိုမျိုးဆိုတဲ့ဥစ္စာကကျွန်တော်တို့ပြန်မေးရမယ့်မေးခွန်းတွေတော့ရှိရပေါ့နော်ဘာလို့ဆိုလို့ချင်တာလဲပေါ့ဆိုလို့ချင်တာက method ကိုမေးချင်တာလားဒါမှမဟုတ်ဘာကိုမေးချင်တာလဲပေါ့ဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ဒီအကုန်လုံးခြုံပြီးပြောရင်ဘယ်လိုမျိုးလုပ်ရင်အလွယ်ဆုံးလဲဆိုစလုပ်ရင်အလွယ်ဆုံးပဲဟုတ်ကဲ့စလုပ်ဖြစ်သွားမှကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတော့သိသွားမယ်ပေါ့နော်အဲ့ဒါမှပဲဘယ်လိုဆက်သွားမလဲဆိုလမ်းစဉ်သိမယ်မဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘယ်ဟာဆက်လုပ်ရမလဲဆိုလိုက်ပြီးရှာနေဆိုလို့ရှိရင်အနောက်က action မပါလာတော့ action မပါလာရင်ကိုက landing လုပ်လို့မရတော့ဆိုတော့ကျွန်တော်နေ recommend ပေးချင်တာကတော့ဘယ်လိုမျိုးလုပ်ရင်အလွယ်ဆုံးလဲဆိုစပြီးတော့လုပ်လိုက်မှန်မှန်စလုပ်လိုက်ပြီးရင်အဲ့အနေ land လုပ်ပြီးတော့မှanalyze ပြန်လုပ်ပြီးတော့မှပြင်ပြီး improve လုပ်ပေါ့နော်ဒါကတော့ကျွန်တော်အမြင်မှာတော့ဒီ approach နဲ့တော့အလွယ်ဆုံးတော့ကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်ပါတယ်အကိုပြောရတယ်မှန်ပါတယ်ဒီ design industry မှာမဟုတ်ပါဘူးတခြား industry မှာဆိုရင်လည်းကိုကခြေတန်းတစ်ခုကိုစပြီးဆိုရင်တော့ဒါစလျှောက်တဲ့ဟာကိုမှန်မှားတော့စပြီးတော့ဒါကိုကလှုပ်ချင်တဲ့စိတ်တစ်ခုပဲရှိဖို့လိုတာပေါ့နော်ဟုတ်ကဲ့ဟုတ်ဆိုတော့ကို Evan ကရောဒီမိကုန်းလေးဘယ်လိုမျိုးမြင်လဲမသိဘူးကိုရရီပြောတာတကယ်မှန်တယ်ဘာဖြစ်လို့ဆိုတော့အဲ့မှာလေဘယ်ကနေဇလန်ကစားလဲဆိုတော့မလုပ်တတ်ဘူးမလုပ်ရသေးဘူးမလုပ်ဘူးဆိုတဲ့ဟာတွေအကုန်လုံးကိုလုပ်တော့မယ်ဆိုလိုက်ရှာကြGoogle ကနေပြရတဲ့ဟာ36,000အခုဆို AI ကပို့ဆိုသူတို့ပြောလိုက်လို့ရှိရင်ဒါပေါ်လာလို့ရှိရင်ဒါကြီးကဟုတ်လားမသိဘူးနောက်ထပ်ပြီးတော့ plot နေပြောင်းပြီးမေးလည်းဘယ်ထွက်လာပြန်ထွက်လာလို့ရှိရင်အဲ့မှာလည်းတစ်ခါမှပုံနေတော့ဟိုဟာပဲရင်စားလို့ကောင်းမလားဒီဟာပဲရင်စားလို့ကောင်းမလားဆိုတဲ့ဟာနဲ့တက်သွားလို့ဒီလိုမေကွန်းထွက်တယ်လို့လည်းအခုလည်းထင်တယ်ပေါ့နော်။ဒါ heavy ပြောသလိုပဲ။အဲ့တော့တခုခုကိုအရင်ရွေးပြီးတော့စလုပ်လို့ရတယ်။ပြီးတော့အလွယ်ဆုံးမှာဖြစ်မလဲဆိုတဲ့ဟာမျိုးအရင်စဉ်းစား။ကို့တော့ပေါ့နော်။ကို့တော့ဝန်တော့ဝန်ဖို့အရင်များရတယ်ဆိုတဲ့ဟာမျိုးကတော့ဖြစ်တိုင်းတဲ့ solution အဲ့ကောင်ခဏလောက်ဖယ်ထားလိုက်။မြန်ဆန်နဲ့ result မဟုတ်တော့မှကို့အတွက်ကိုနည်းနည်းဟောပေါ့နော်အဲ့လိုမြင်သာထင်သာတခုခုဖြစ်လာမယ်ဆိုတဲ့နည်းကိုအရင်ရွေးလိုက်။အဲ့တော့ခုနက heavy ပြောသလိုမျိုးမတ်တက်တွေဘာညာဆိုတဲ့ကားတွေကတော့ရှာတယ် solution ထွက်လာမှာပဲမျိုးစုံတွေထွက်လာနိုင်တယ်အဲ့တော့အဲ့ထက်မှကောင်းလို့ရတွေဒါမှမဟုတ်ဒါတော့ကောင်းလားဘာလို့ကောင်းတာတွေမလုပ်ဘဲနဲ့တခုခု pick ပြီးသွားလို့ရှိရင်တော့အဲ့ဒီဟာကိုအရင် run လိုက်တယ်ဆိုရင် result တခုထွက်လာတယ်ဆိုနောက်ပိုင်းဆက်သွားလို့ကောင်းတယ်အဲ့တော့ design thinking တို့ဘာလို့ကတော့ဟိုအများကြီးတော့တွေးကြမလို့ပါဘူးပုံမှန်တို့တွေ Google ထောင်ပေါ်လာတဲ့အဲ့အလုံးလေးတွေဟာကိုပဲ apply လုပ်လိုက်လို့ရှိရင်ဒါ Anakin patient ဒါလို့ဆိုအဲ့ဒါကိုလုပ်တဲ့အတွက်ဘယ်သူမေးလဲအဲ့ဒီခါပြန်ဖြေတယ်အဲ့တော့ကိုကဟိုသူများသိမသုံးဘူးတဲ့ method ကိုတွေ့သွားလို့ဒါလေးစမ်းသုံးကြည့်ချင်တယ်ဆိုသုံးကြည့်လို့ရတယ်ဒါပေမဲ့လုံးဝအရင်တိုက်တရားတဲ့အကိုထင်တာတော့ဒါ junior ကိုလုံးဝ focus ထားတာဆိုတော့
စံတဝါဖြစ်နေအောင်အဲ့တော့သူများတွေတောင်းထားဘူးတဲ့ဟာမျိုးနာမည်စားသုံးနေဆိုတဲ့ဟာမျိုးရွေးချလိုက်တယ်ဆိုလို့ရှိရင် design တကယ်အဆင်ပြေတယ်ပြီးတော့ research ဘိုင်းလည်းနည်းနည်းအဲ့လိုပဲမကြောက်နဲ့အဓိက research ကဘာလဲဆိုတော့ customer ရှိရ insight တကယ်သုံးတဲ့သူရှိရ insight ပြီးသွားလို့ရှိရင်ခုနကဟိုလိုမျိုးပေါ့နော်ဒီ business perspective ကလိုချင်တဲ့ insight တွေကို mainly လိုချင်တာဘာမှခက်ခဲမနေဘူးမေးချလာအခုနကိုတို့မှအများကြီးရှိတဲ့ why မေးတယ်ဆိုတော့အဲ့ဟာအလေးချင်းကိုလုပ်ပြီးတော့အဲ့ why လာတိုင်းပြီသူဖြေတဲ့ why ကကိုယ့်အတွက်ကိုလုံးဝကြီးအဲ့လိုမျိုးခေါင်းထဲကိုတစ်ခုတိသွားမတိမသွားချင်းတော့ why နဲ့ထိုင်မေးရမှာပေါ့နော် why ကမေးလို့ပါအဲ့ method တွေလည်းရှိတယ်ပါအဲ့ဒီကတော့စောက်တဲ့ဟာတွေဒါပေမဲ့အဓိကကဘာလို့ကျွန်တော်လဲဆိုတဲ့ဟာကိုသိဖို့ပေါ့နော်မင်းကကိုသိဖို့လို့ကိုသိတော့မှရှေ့ဆက်သွားလို့ရမှာဆိုတော့အဲ့ဒီဟာတွေလည်းအရင်ဟိုလိုမျိုး research သုံးမယ်တို့ user ဘယ်နည်းကိုမေးမယ် user persona အခဏမေးလိုက်လောလောဆယ်ဘာမှအဝေးကြီးစဉ်းစားမနေနဲ့တကယ်ချင်းကိုမေးလို့ရတယ် colleague ကိုမေးလို့ရတယ်ရုံးဝသူတွေမေးလို့ရမေးချလိုက်ဒီဟာကိုကအစမ်းတက်ပြီးတော့ product တွေပါရှိပြီးသားဆိုရင်ပေးသုံးလိုက်အဲ့လိုပေးသုံးလိုက်လို့ရှိရင်ဘာပြောပါလိမ့်မယ်အပြီးပြန်နေအမှဘယ်လိုမျက်ရည်တွေပါထိုင်ကြလောက်တွေပြောလိမ့်မယ်အဲ့ကြတော့ပြန်လာထောင်ပြီးတော့ဒါကတကယ်သူနဲ့အဆင်ပြေဘူးလားအဲ့ကြတော့မှနည်းနည်းထွက်လာတော့ဒီတက်ကိုမေးလို့ငါ့ကိုပလိန်တာဒီဘက်ငါမုန်းနေရချင်တယ်နောက်တစ်ခုပြောင်းဝေးကြည့်မေးတဲ့ဟာနှစ်ယောက်လုံးကိုဝိုင်းပလိန်နေဆိုတာကိုတော့အဆင်မပြေတော့အဲ့တော့အဲ့မှာလည်းအဖြေထွက်လေအဲ့တော့အများကြီးတွေဟိုလိုမျိုး plan အကြီးတွေချမယ်တွေပါလို့ဆရာလို့ဖြည်းဖြည်းချင်းသွားလို့ရတယ် organization ကြီးတယ်ဆိုရင်ကျတော့ခုနဒါမျိုးဘာလိုမျိုးလုပ်ရင်အလွယ်ဆုံးလဲဆိုတဲ့ဟာ junior တွေရောက်နေတယ်အရင်ကြီးပူကြမလို့အပေါ်မှာ lead တယ်အထက်တွေရှိတယ်ကွာသူတို့တွေက plan တွေကချမလုပ်ချင်မှဆိုခိုင်းတာအားရခိုင်းနေအဲ့တော့အဲ့ဒီဟာတွေကလည်းအဲ့လိုရဒါပေမဲ့ကိုကခုနမျိုး organization သေးတာဖြစ်ဖြစ်ကိုက run ချင်တာဖြစ်ဖြစ်ဆိုလို့ရှိရင်အများကြီးမစင်စားနဲ့ကင်ထားလိုက်တစ်ခုခုပြီးတော့အလွယ်ဆုံးနည်းနဲ့အဲ့လိုအမြန်လုပ်လိုက်တဲ့ဟာမှာထွက်လာပြီးတော့အဲ့ဒီကောင် base ကိုထပ်ပြီးပွားပြီးတော့လိုတာတွေထပ်ဖြစ်အဲ့ဒါပိုအဆင်ပြေတယ်ခုန Harry ပြောတဲ့အမှန်ပဲလောက်တာလောက်လိုက်စင်စားပြီးလို့ကိုစင်စားဒီစင်စားဘယ်မှမရအောင်ကိုလည်းအများကြီးဖြစ်တယ်ကိုအကြံရတော့အဲ့ဒါပေါ့နော်ကင်ထက်လိုက်တစ်ခုလိုကင်ထက်လိုက် Harry နဲ့တူတူပဲ agree တယ်ဟုတ်ကဲ့ပါကိုလာမေဟုတ်ဆိုတော့ကိုလာမေခုပြောရလဲပြည်စုံပါတယ်ဆိုတော့ဒီမိခိုးဆာလာလေးကိုမေးထားတယ်သူလည်းဒါလိုချင်တဲ့အဖြေတစ်ခုရအောင်မယ်လို့ထင်ပါတယ်เนาะဆိုတော့ကျွန်တော်နောက်မိခိုးလေးတစ်ခုဆက်လိုက်ရအောင်เนาะဆိုတော့ဒီမှာမေးထားတာက professional UI UX designer ကောင်းပြောက်ဖြစ်ဖို့ဒါလေ့လာရတယ်တဲ့ဒီလက်တွေ့ create လုပ်တာကိုအပြင်ကိုဘာတွေထပ်ပြီးတော့လေ့လာမယ်လုပ်မယ်ဆိုရင်ကိုယ့်အတွက်ကိုယ့်ရဲ့ career ကိုဘယ်လိုမျိုးမြင့်တင်နိုင်မလဲပေါ့နော်ဆိုတော့ဒီခါတော့ဒါကိုလာမင်းကိုပဲအရင်သွားခြင်းတယ်ပေါ့နော်ကိုလာမင်းရောဒီဟာဘယ်လိုမျိုးအဖြစ်ပေးလိုက်ခြင်းတယ်ပေါ့နော်ဟုတ်profession ဆိုတဲ့စကားလုံးကြီးပါတော့နည်းနည်းတော့ကျယ်သွားတာပေါ့နော်ဒါလည်းဟိုဖြည့်မယ်ဆိုရင်ကကျွန်တော် UI UX တွေကဖြည့်ရမှာတွေအများကြီးပဲတော်တော်များကပြဿနာပါလဲဆိုလို့ရှိရင်လေ့လာတယ်လို့ create လုပ်တယ်လို့ဆိုတဲ့ဟာက mostly ကဘာမှသွားပြီးတော့ apply ဖို့ဖြစ်လဲဆို UI နေမှာသွားပြီး apply ဖြစ်တာများတယ်အဲ့တော့ UX နဲ့ပတ်သက်ပြီးတော့ဟာလေ့လာတယ်ဆိုရင်တော့မှ create လုပ်တယ်ဆိုတဲ့အပိုင်းမှာနည်းနည်းဟိုဘယ်လိုလဲအပြင်မှာတိတ်ပြီးလုပ်လို့မရတဲ့ဟာမျိုးကျွန်တော်တို့ဟို local market ဆိုပို့ဆိုတယ်မြန်မာမှာဆိုလို့ရှိရင် UX ပိုင်းကအရင်အဲ့လိုမျိုး focus လည်းသိမထားကြအောင်အဓိက UI လှရင်ပြီးတော့ UX ကဘာကို main focus ထားလဲဆို user လောက်စိတ်ဝင်စားအောင်အပေါ်ကအထက်လူကြီးကြိုက်ဖို့အရေးကြီးတယ်ပေါ့နော်အဲ့တော့ boss center အဲ့တော့အဲ့ product တွေအလိုမျိုးများတယ်များတော့သူတို့ဘာကြိုက်လဲသူတို့ဘာသိချင်လဲဆိုတဲ့ဟာကို motivate လုပ်တဲ့ဟာကိုမှဒါအတွက်ကျွန်တော် user ကိုအဆင်မပြေဘူးဆိုတဲ့ဟာမျိုးကိုကအသေးအတန်တွေပြောပြီးလုပ်ရတဲ့ကိစ္စတွေရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေမှာ mainly ကဘာတွေထပ်ဖြည့်ဖို့လိုလဲဆိုတော့ soft skill တွေဖြည့်ဖို့လိုတယ်အဲ့တော့ persuasive လုပ်ဖို့လိုတယ်ခုနအကြီးဖြစ်တန်းတူဖြစ်အကြီးဆိုလည်းအကြီးမို့လို့ပါအကြီးမို့လို့နာမည်ကငါတော့မလို့လဲဆိုတဲ့ဟာလည်းရှိသလိုမျိုးရွယ်လူမှာလည်းကိုပြောတဲ့ဟာနားမဝင်ဘူးဆိုလို့ရှိရင်ဒါလည်းအဆင်မပြေဘူးညှိရတဲ့အပိုင်းရှိတာဒီလိုကမှတော်များမှာproduct တစ်ခုကင်ပြီဆိုလို့ရှိရင်တချို့ company ဆိုတယောက်ပဲခံတာရှိတယ်တယောက်ပဲခံတယ်ဆိုရင်တော့ကို decision ချပြီးအကြီးကိုပြန် perfect လုပ်ရတာပေါ့နော်ဒါမျိုးတွေလုပ်ဖို့လိုတယ်ဒါတွေကတော့ဘယ်လို impact ရှိလဲဆိုတဲ့ဟာမျိုးတွေအဲ့ဒါကိုပြောတဲ့စကားလုံးတွေကိုပြောတဲ့ result တွေကိုအားလာအောင်လို့ perfect လုပ်ဖို့ skill အဲ့ဒါတွေလည်းလိုတယ်ပြီးတော့ presentation skill တွေလည်းလိုတယ်ဘယ်ဟာဆိုလို့ရှိရင် present လုပ်ရင်ပိုကောင်းတယ်ဆိုတဲ့ဟာမျိုးပြီးတော့ဟောပေါ့နော်ခုန perfect လုပ်တယ်ဆိုတဲ့ဟာမှာလည်း data ကြီးတွေကို data plain ပြရတယ်ဆိုလို့ရှိရင်ဒီလိုပါကြိုက်တယ်လဲဆိုတဲ့ဟာလိုမျိုးသူ့ persona ပေါ်မူတည်ပြီးနင်းလို့ရတဲ့ဟာမျိုးတချို့ဟာတွေဆိုဒီ data နေစရာမလို presentation လုပ်ခဲ့ဆိုလို့ကိုမှရှိနေဟာတွေအားလုံးပြန်ဆိုပြီးတော့ slide ပေါ်တင်ပြီးထိုင်ရှင်းပြလိုက်လို့ရှိရင်လည်းဘာလို့နေမှမသိဘူးဆိုတာဖြစ်တယ်အဲ့တော့လိုရင်းတူရှင်းတယ်သူ့အတွက်ကိုကြိုက်တယ်ဆိုတဲ့ presentation မျိုးတွေလည်းလိုတယ်အဲ့တော့ပြီးတော့အချင်းချင်းဒီးတဲ့ဟာပေါ့နော်အဲ့တော့ communication လိုတယ်အဲ့ဒါတွေက
ကိုယ့်အတွဲမှာကိုယ့်အထဲပဲ communication လုပ်ပဲနဲ့ company ပေါ်မူတည်ပြီးတော့ဘယ်လိုခေါ်မလဲတခြား cross department တွေကိုတွားပြီးဒီရတဲ့ကိစ္စတွေလည်းရှိတယ်အဲကြလို့ရှိရင်သူတို့ဘက်က domain knowledge ကကြတော့ tech base မဟုတ်ဘူးသူတို့ရဲ့လုံးဝဒီ process တွေပါတွေကိုပဲခေါင်းထဲမှာဟို mostly တွေးထားတယ်ဆိုတဲ့အပိုင်းတွေရှိတယ်ပေါ့အဲဟာမျိုးတွေဆိုလို့ရှိရင်ကြတော့ကိုနဲ့ဒီမဲ့ဆိုရင်သူတို့ဘယ်လိုမျိုးရှင်းပြရင်ပုံနားလဲနိုင်လဲသူတို့ပြောတဲ့ဟာကိုဘာလို့ကဝိုင်းနေပေါ့နော်ဘာကြောင့်သူတို့ဒါကိုဖိပြီးပြောနေရလဲအဲ့ဒီပြောနေတဲ့ဟာကြီးကငါတို့ app မှာဒီဘက်မှာမရှိတာဆိုတဲ့ဟာမျိုးဒါပေမဲ့သူဖိပြောနေတယ်ဆိုတဲ့ဟာကလည်းဒီသူ့ရဲ့ flow ကိုဒီ app ပေါ်မှာတကယ် reflect ဖြစ်မှာသူတို့အတွက်ကတကယ်ကို YouTube ဖြစ်တဲ့ app ဖြစ်လာမှာဆိုတဲ့ဟာမျိုးရှိနိုင်တယ်ကွာအဲ့တော့အဲ့လိုမျိုးတွေဆိုလို့ရှိရင်ကျတော့ကဒီတဲ့ကိစ္စတွေအရင်ပါလာတယ်သူတို့ပြောတဲ့ဟာကိုနားလဲအောင်ကိုကလည်းနားလဲအောင်နားထောင်အောင်မလို့ပဲကိုပြောတဲ့ဟာကိုသူတို့နားလဲအောင်ကိုပြောနိုင်တဲ့ဟာတွေရှိတယ်အဲ့တော့အဲ့ skill တွေကတိတ်မဖြစ်တဲ့ကြောင်ကျွန်တော် US မှာတွေကအစာပိုင်းဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလုံးဝနောက်မှာ introvert ကြတာပေါ့နော် introvert ပြီးတော့ထိုင်ဆွဲငါဟာလှရင်ပြီးတော့အဲ့ဒါမျိုးအခု plus effect ပေါ်တယ်ဆို plus effect ပေါ်မယ်ထည့်မယ်လုံးပဲနားတွေပြောင်းတော့လုပ်လို့ရမယ်ပဲနားလုံးစီလုပ်လို့ရမယ်ဆိုတဲ့ဟာမျိုးတွေရှိတယ်အဲ့တော့အဲ့ဒါမျိုးတွေပါပဲအရင်ကိုဟို career base လဲဆိုတာပါအဲ့ဟာတွေပဲထပ်လုပ်လို့မရအောင် try လိုက်တာဘာညာလုပ်လို့ရတယ်ဒါပေမဲ့အဓိကကကျတော့နောက်ပိုင်းအသက်ကြီးလာတယ် brand တစ်ခုခုခုံသွားပြီဆိုလို့ရှိရင် role ပေါ်လိုက်ပြီးတော့လေတွေပဲပန်းရတော့ထိုင်ဆွဲရတယ်ဆိုတာတွေကနည်းသွားအဲ့တော့လေနည်းနည်းပန်းပြီးတော့ကို့မှာလုံးဝ just နဲ့ US တွေပေါ့နော်လိုအပ်တဲ့ဟို data တွေအားလုံးရပြီဆိုတော့မှ ဆွဲဆိုပြီးပေးလိုက်တဲ့ solution ကဆွဲတဲ့ဟာတွေကလည်းမြင်ရတယ် data တိတိကျကျရပြီးသားဒါကဟုတ်တယ်ဒါ proof ပြီးသားဒါရပြီးသားဒါဘယ်လို test ပြီးသားဘာညာ solution ဘက်ကလောက်တဲ့သူတွေလည်းမြင်ရတယ်အဲ့တော့ကိုကအဲ့ level ကိုချိန်သွားမှာအဲ့တော့ဒီမှာ career မြင့်တယ်ဖို့ဆိုလို့ရှိရင်အဲ့ skill တွေက live ဖြစ်နေဖို့ရတယ် junior မှာသွားပြီးတော့အဲ့ skill တွေကအရင်နေရှန်ထွက်နေပြီးတော့ toki တွေပဲပြစ်ကောင်းနေတော့မပြေဘူးအပြစ်သမျှ toki တွေအားလုံးကကိုကအငယ်ဖြစ်တဲ့အတွက်ခုနပြောသလိုပဲအငယ်မှာကိုရဲ့လုတ်ပြရမယ်ဆိုတဲ့အပိုင်းတွေရှိတယ် UI ရှိမယ် UX ရှိမယ်ဒါတွေပြောပြီးတော့ထွက်လာတဲ့ဟာတွေအားလုံးကို output တစ်ခုထွက်လာအောင်ကိုယ်တိုင်ကလည်းလုံးတက်နေရမယ်လုံးပြနိုင်ရမယ်အဲ့ဒါလုံးပြနိုင်တော့မှကိုကထပ်ပြီးတော့ skill တစ်ခုကိုထပ်တဲ့ခါမှာငါလုံးတက်တယ်ဒါပေမဲ့ငါကအကြီးကိုလို့နေကိုခိုင်းတာရဲ့ literally ရတာပေါ့နော်အဲ့လိုမျိုးဟာဖြစ်အောင်လို့ကိုပေးမှာတော့ရမယ်မဟုတ်ဘဲနဲ့အကြီးဖြစ်သွားတဲ့အချိန်မှာလှိမ့်ပြီးတော့အငယ်ကိုခိုင်းနေပေမဲ့သူဆွဲနေတဲ့ဟာတွေကိုမဆွဲတတ်ဘူးလို့သူလုပ်နေတာတွေကိုမလုပ်တတ်ဘူးလို့ဆိုတော့အဆင်မပြေဘူးအဲ့တော့ scale ranking တစ်ခုတွင်းနဲ့တစ်ခုပေးတဲ့ဖြစ်သွားပြီဆိုလို့ရှိရင်အောက်ကသူတွေလုပ်တဲ့ဟာတွေအားလုံးကိုကသိနေမှရ DJ မလုပ်တော့တာပဲရှိတယ်မလုပ်တတ်ဘူးဆိုတာမရှိအောင်လို့ကိုပေးဖို့လို့ပဲပေါ့နော်အဲ့တော့ mostly ဖြည့်နေကြတာတော့ခုနထုံးစံတိုင်းပဲ UI designer တွေရောက်ဘာတွေလိုလဲဆိုပြီးရှာလိုက်လို့ရှိရင်ပေါ်လာတဲ့ skill တွေက prototype တို့အားလို့ညာတော့ဒါပေမဲ့ခုန soft skill တွေကတော့ mainly သတိထားပြီးတော့ဖြည့်ဖို့လိုတယ်အဲ့တော့ media နဲ့တစ်ခါရလို့ရှိရင်အဲ့လိုရှန်ဖြစ်ပြီးပတ်ပြီးထွက်လာတာတို့ကလော်တော့ပြီးထွက်လာတာတို့ကြောခံပြီးတော့ပြန်ထွက်လာတာမျိုးအဲ့လိုမျိုးတွေမရှာဘူး reset ထွက်အောင်လုပ်ရတယ်တတ်ထားတယ်ဆိုလို့ရှိရင်လည်းအဲ့တတ်ထားတဲ့ဟာတွေအားလုံးခဏဖယ်ပြီးတော့ဘာလို့တက်သွားတာလဲခုနဘယ် point ကထွက်လာလို့သူနဲ့ငါနဲ့ပတ်ဖြစ်သွားတာလဲဆိုတော့ point ကိုပြန်ရှာပြီးတော့အဲ့ဒီဟာရဲ့ result အဖြစ်မရမချင်းဆက်ပြီးတော့အဲ့ဟိုဟာတွေကိုဟို requirement တွေထိုင်နိုင်နေရမှာပေါ့အဲ့ဒီဟာတွေတော့ရှိတယ်အဲ့ဒါတွေကတော့ဖြည့်ဖို့လိုတယ်ထဲမှာပေါ့နော်ကိုအနေနဲ့ဆိုလို့ရှိရင်အဲ့ဒီကောင်က main ဖြည့်ဖို့လိုတယ်ဖြည့်ဖို့လည်းမေ့နေကြတယ်ပြီးတော့ဟိုတကယ်တမ်းခုနလိုပေါ့senior mid level လောက်တက်သွားပြီဆိုလို့ရှိရင်ကွာ team lead တခုလိုဟာမျိုးပေါ့နော် lead ဖြစ်ခုနလိုမျိုး senior ဆိုရင်တော့မှ local မှာဆိုလို့ senior ဆိုတော့မှအဲ့ဟာတွေကကြည့်တဲ့နေရာတွေရှိနေတယ်ဒါတွေလောက်တက်လားမလောက်တက်လားဆိုတဲ့ဟာကြတော့နေတာမလောက်တက်လို့ငါမပေးဘူးဆိုတဲ့ဟာမျိုးကြတော့မရှိဘူးအဲ့ဒါမျိုးကြတော့နောက်ွယ်မှာသွားတာကိုယ့်ရဲ့အထက်လူကြီးရဲ့ line manager ရဲ့ HR ဘာညာတက်ကအဲ့ဒါမျိုးတွေကသူတို့လုပ်ပေးရတယ်လို့ပြောတာတော်တော်သူနောက်မှဟိုကွာဘယ်လိုပြောမလဲ annually ပြန်ပြီးတော့ performance review လုပ်တဲ့ဟာတွေပါတယ်မှာနဲမှာဒါလိုနေတယ်ဆိုတဲ့ဟာမျိုးကတချို့ lead တွေကထဲပြောတယ်တချို့ lead တွေကထဲမပြောဘူးပွဲပြီးပြောတာအဲ့ဒါကြ company review ပုံမှုကြည့်တယ်နင်ဒါလိုနေတယ်လို့ပြောတဲ့ဟာကြီးဒါသိပြီးတော့ဒါကိုဘာလို့လဲတဲ့ solution ကြတော့တစ်မျိုးအဲ့လိုပဲနဲ့သူကကိုယ့်အနေကိုဟို grow ဖြစ်ပြီးတော့သိပြီးတော့ကွာသိလားကိုယ့်ကိုနားလဲပြီးတော့ scale တွေတက်လာတယ်ဆိုတဲ့ဟာမျိုးလို့ general organization structure ကြီးလည်းရှိတယ်လေအဲ့လိုကြာရင်ကိုယ့်ကိုပြန်ပြီး realize ဖြစ်နေဖို့လိုတယ်အဲ့ဟာလေးတွေအဲ့ point လေးတွေတော့ဟိုနည်းချင်းစီပေါ့နော်အများတိုင်းတော့မဖြစ်ဘူးပြီးတော့ခုနကပြောသလိုအသက်အရွယ်တန်းပေါ်မူတည်ပြီးအဲ့ဒါတွေက develop ဖြစ်တဲ့တာပေါ့နော်ငယ်နေလို့ဆိုတဲ့ဟာမျိုးလွတ်ပေးထားတဲ့ကိစ္စတွေရှိတယ်ဒါပေမဲ့ဒီတကြီးဖြစ်နေပြီပွိုင်ရတာပေါ့နော်ဒီတကြီးဖြစ်နေပြီဆိုတဲ့ဟာတွေနဲ့ကြာတော့အဆင်မပြေဘူးအဲ့တော့အဲ့ဒါလေးတွေကသတိထားပြီးတော့ကိုယ့်ကိုဖြည့်ဖို့လိုတဲ့အချိန်မှာတော့အကူကတော့အဲ့ဒါ point လုပ်ချင်တယ်ပေါ့ကျန်တဲ့ဟာတွေကတော့ပုံမှန်ပဲကိုယ့်ကိုဟိုပြောမလဲ practice ညာလုပ်ရင်တော့ channel ဟာ scale ရတက်လာမှာပေါ့ဒါတွေကလည်းလွတ်နေတဲ့အကြောင်းကို remind လုပ်တာပါကဲပါဟုတ်ကဲ့ပါကိုလာမင်းဆိုတော့ကိုလာမင်းပြောသွားတဲ့အထဲမှာ summarize ပြန်လုပ်ရတယ်ဆိုတော့အဓိကတော့
UX designer ကောင်းတယောက်ဖြစ်ဖို့ဆိုတော့ soft skill ယူလိုလိုက်တာပေါ့နော်soft skill မှာကျွန်တော်တို့ဒီ communication skill ကောင်းရမယ်ပြီးတော့ dealing လုပ်တဲ့ဘိုင်းကောင်းရမယ်ပြီးတော့ကိုယ်နဲ့ကြိုက်တဲ့ presentation တစ်ခုကိုလုပ်နိုင်ရမယ်ပြီးတော့ result တစ်ခု output တစ်ခုကောင်းကောင်းထွက်အောင်လို့ဒီ hard skill တွေမကပဲ soft skill ရတာကောင်းဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ကိုပြောရတာလေးပြေဆုံးပါတယ်ဆိုတော့ဒီတစ်ခါကို heavy ဘက်ကိုတစ်ချက်လှည့်ပြီးတော့မေးချင်ပါတယ်ကို heavy ဆိုရင်ရောဒါကိုဘယ်လိုမျိုးလေးမြင်လဲပေါ့နော်ဘယ်လိုမျိုးလေးအဖြေလေးပေးချင်တယ်ဟုတ်ကျွန်တော်လည်းကိုလာမင်းနဲ့ agree ဖြစ်တယ်ဆိုတော့အဓိကကတော့ soft skill က designer တယောက်အနေနဲ့အရင်အရေးကြီးတဲ့ထဲမှာပါတယ်ပေါ့နော်အဓိကကတော့ကိုလာမင်းခဏပြောရလိုမျိုးပဲကို design ကဘာလို့လုပ်တာလဲဆိုတာလေသူများနားလဲအောင်ပြောရမယ်သူများနားလဲကျွန်တော်ရှင်းပြရမယ်သူများပြောတဲ့ဥစ္စာလည်းကျွန်တော်နားလဲအောင်နားထောင်ရမယ်ဆိုတော့ဒီ soft skill တွေ communication skill တွေကအရေးကြီးတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီမေးတဲ့မေးခွန်းထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဗာမြင်လဲဆိုတော့ဒီလေးလာတာရဲ့ electric create လောက်တာအပြင်တခြားဘာထပ်လုပ်ဖို့လိုလဲပေါ့ဆိုတော့ကျွန်တော်ကတော့ခဏကကျွန်တော်ပြောတဲ့အဲမှာလည်းပါတယ် analyze ပြန်လုပ်ကိုဘာလုပ်ခဲ့လဲဆို analyze ပြန်လုပ်ဒါကအရေးကြီးတယ်ဆိုတော့ကိုကလုပ်တစ်ခုလုပ်ရတယ်လေးလာတယ်လုပ်ရတယ် analyze မလုပ်ဘူးဆိုလို့ရှိရင်ကိုဘာလုပ်အခက်လဲကိုမသိဘူးအဲ့တော့ဘာ improve လုပ်ရမလဲဆိုတော့လည်းကိုမသိနိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဒါကတော့အရေးကြီးတဲ့ထဲမှာပါတယ်ဆိုတော့ analyze အရင်ဆုံးလုပ်ပေါ့နော်နောက်တစ်ခုအနေနဲ့ကကျွန်တော် point out လုပ်ချင်တာဒီဟောပေါ့နော်အဓိကတော့ junior level တွေအတွက်တော့နည်းနည်းတော့ဆိုင်မယ်ဆိုတော့ဘာလဲဆိုတော့ဒီကိုလုပ်နေတဲ့ product ရဲ့ business အပိုင်းပေါ့နော်သူကဘယ်နေရာနေပြီးမှဒီ income တွေရနေရလဲဘယ်နေရာနေပြီးမှသူတို့နေ profit တွေယူနေရလဲ user ဘယ်နေရာအရေးကြီးလဲဆိုတဲ့အရာတွေကျွန်တော်တို့ဒီ business အကြောင်းလေးသိဖို့လိုအပ်မယ်ပြီးလို့ရှိရင်ကိုဒီလုပ်နေတဲ့ business ရဲ့ market အကြောင်း data တွေသိထားရဲဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နောက်တစ်ခုကကျွန်တော်အနေနဲ့အရေးကြီးလို့ထင်တာက industry trend ဆိုတော့နောက်ပိုင်းကျရင်ဒီ design industry ကပြောင်းလာတဲ့ new ရှိရဲ့ဒါဥပမာကျွန်တော်တို့ဒီစစချင်းဒီ designer ဆက်လုပ်တဲ့ချိန်ကဆိုရင်ကျွန်တော်တို့တီးဖို့လိုအပ်တဲ့အရာကဘာတွေပါလဲဆိုတော့ဒီ JD မှာရှိလို့ကြည့်လိုက်တယ်ဆိုလို့ရှိရင်ဒီ design tools လုပ်တဲ့ဟာဒါကအဓိကအခုနောက်ပိုင်း trend တွေလိုက်ကြည့်လိုက်မယ်ဆို JD တွေကျွန်တော်လိုက်ပြီးဖတ်ကြည့်ရဆိုလို့ရှိရင်ဒီ mock up လုပ်တယ်ဆိုတဲ့အရာကတချောင်းပဲပါတော့ကျန်တဲ့အပိုင်းမှာဘာတွေပါဆိုကျွန်တော်ခဏပြောရဲဒီ soft skill အချက်တွေပါတယ်ပြီးရင် strategic လုပ်တဲ့အပိုင်းတွေပါတယ် concept လုပ်ပြရတဲ့အပိုင်းတွေပါတယ်ပြီးရင်တချို့ JD ဆိုလို့ရှိရင်ဘယ်လောက်ထိပါလဲဆိုကျွန်တော်တို့ဒီ HTML CSS ဒါတွေတီးဖို့လိုအပ်မယ်ပြီး design system လုပ်ဖို့လိုအပ်တယ်ဆိုတော့ဒီလိုမျိုး trend ပေါ်မူတည်ပြီးမှကိုယ့်ဘက်ကဒီလိုအပ်တဲ့ skill တွေ improve လုပ်သွားမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ career အတွက်လည်းပိုပြီးမှအဆင်ပြေမယ်လို့တော့ကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်ကဲ့ပါကိုဟယ်ဗီကိုလိုမျိုးထပ်ပြီးဖြစ်ဆိုပြီးပြောပြတာတော့ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ဆိုတော့ကျွန်တော်တို့နောက် question လေးတစ်ခုကိုဆက်ပြီးသွားလိုက်မယ်နော်ဆိုတော့နောက် question လေးတစ်ခုကတော့ how to decide which UX content should be on the web page of the company and how to write UX content if there is no UX content writer in the company ဆိုတော့ဒါလေးကိုတော့မေးထားတယ်ပေါ့နော်ဆိုတော့ဒီခါတော့ကို Harry နဲ့ပဲကျွန်တော်ပြန်ပြီးတော့စလိုက်ချင်ပါတယ်ကိုကတော့ဒီမေကုန်းပေါ်ဘယ်လိုမျိုးမြင်လဲပေါ့ဟုတ်ဆိုတော့ဒီမေခွန်းကဒီကျွန်တော်နှစ်ပိုင်းတွေ့တယ်ပထမတစ်ပိုင်းကUS content တွေကိုဘယ်လိုစဉ်းစားရမလဲပြီးရင်နောက်တစ်ခု US content writer မရှိတဲ့ company မှာ US content တွေကိုဘယ်လိုရေးမလဲပေါ့ကျွန်တော်နှစ်ပိုင်းမြင်တယ်ပေါ့နော်ဆိုတော့ပထမတစ်ပိုင်းဒီ US content အကြောင်းပေါ့နော်ဒါကျွန်တော်ပြောမယ်ဆိုလို့ရှိရင်ဒီ company တစ်ခုရဲ့ဒီ website company တစ်ခုမှမဟုတ်ပါကျွန်တော် web page တစ်ခုလုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ information ကျွန်တော်အရင်ဆုံးစပြီးစဉ်းစားရတယ်ဆိုတော့အဲ့နေရာမှာကျွန်တော်တို့စဉ်းစားရမယ့်အချက်ကနှစ်ပိုင်းရှိတယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်ပထမတစ်ပိုင်းက user ရယ်နောက်တစ်ပိုင်းက business ရယ်ဆိုတော့ user ကကိုယ့်ရဲ့ website ကိုဘာလာလုပ်မှာလဲဆိုလို့ကျွန်တော်ကဗျာ तू ကဈေးလာဝယ်မှာလားဒါမှမဟုတ် information လာကြည့်မှာလားအမျိုးမျိုးရှိဥပမာကျွန်တော်တို့ goal တွေဒီဥပမာအပြင်ပြောရမယ်ဆိုကျွန်တော်ဒီ website နှစ်ခုနဲ့ကျွန်တော်ရှင်းပြီးပြောချင်တယ်ပထမဆုံးတစ်ခုကကျွန်တော်တို့ဒီLazada လိုမျိုးပေါ့ဒီ online e-commerce ကိုလာရဲဆိုလို့ရှိရင် user ရဲ့mission ရှင်းတယ်ဗျာသူကဈေးဝယ်ကျွန်တော်လာကြည့်တာပစ္စည်းရှာကျွန်တော်လာကြည့်တာဆိုတော့သူ့ရဲ့ goal ကဈေးဝယ်သွားမှာဆိုတော့ကျွန်တော်တို့ဘာအဓိကပြရမလဲဒီ ကုန်ပစ္စည်းအကြောင်းပြရမယ်ပြီးရင်ကျွန်တော်တို့ဒီဈေးနှုန်းတွေပြရမယ် comparison အကြောင်းတွေပြရမယ်ကုန်ပစ္စည်း detail တွေပြရမယ်ဆိုတော့ဒါကကျွန်တော်တို့ထည့်ရမယ့် US content တွေပေါ့နော်အကဲအဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီကျွန်တော်ရေမွေးဝါသနာမှာရေမွေးဥပမာနဲ့ကျွန်တော်ပြောလိုက်မယ်ရေမွေးဆိုကျွန်တော် Fragrantica ဆိုတဲ့ website တစ်ခုရှိတယ်အဲ့မှာဆိုလို့ရှိရင်တော့ရေမွေးရောင်းတာမဟုတ်ဘူးတော့ရေမွေးတစ်ခုချင်းစီရဲ့ note တွေကို break down ပြပေးတာဆိုတော့အဲ့ website ကိုလာတဲ့လူတွေဆိုလို့ရှိရင်တော့ကျင်းသေးတယ်ဈေးဝယ်ချင်လို့မဟုတ်ဘူးရေမွေးရဲ့ note တွေကိုကြည့်ချင်လို့လာတာဆိုတော့ user ကကိုယ့်ရဲ့ website မှာဘာလာလုပ်မှာလဲဆိုတဲ့ mission တစ်ခုသိတယ်ဆိုလို့ရှိရင်ဒီ user ကိုသိပြီဆိုကျွန်တော်တို့ website content စဉ်းစားရတဲ့နေရာမှာလွယ်ပါပြီနောက်တစ်ခုက business ဆိုတော့ business အနေနဲ့ကျွန်တော် user တွေဘာလုပ်စေချင်တာလဲပစ္စည်းဝယ်စေချင်တာလားဒါမှမဟုတ် newsletter တွေကိုကျွန်တော်တို့ subscribe လုပ်စေချင်တာလားဒါမှမဟုတ်ကျွန်တော်တို့ဒီကိုယ့်ရဲ့ website မှာ interact လုပ်စေချင်တာလားဒီ business ကိုသိပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဘယ်လိုပြောမလဲ
US content စဉ်းစားတာလွယ်တယ်နောက်ဆုံးတစ်ချက်ကကိုယ့်ရဲ့ product ကို user ကလာပြီးမသုံးခင်ကိုယ့်ရဲ့ website ကို user လာပြီးမသုံးခင်သူ့စီမှာဗာမေးခွန်းနေရှိနိုင်တယ်ဥပမာဗျာတချို့ website တွေဆိုလို့ရှိရင် trust လို့တဲ့အပိုင်းတွေရှိတယ်ဒါဆိုကျွန်တော်တို့ကဒီ user တွေအတွက်ကို testimony တွေထည့်ပေးရမျိုးတွေရှိတယ်ပြီး industry standard တွေကျွန်တော်ထည့်ပေးရမျိုးတွေရှိတယ်ဆိုတော့ဒီကိုယ့်ရဲ့ product ကို user ကိုယ့်ရဲ့ website ကို user မလာခင်မှာမေးချင်တဲ့မေးခွန်းတွေကိုကျွန်တော်သိထားပြီးပြီဆိုလို့ရှိရင်ရှင်းနိုင်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီ US content တွေစဉ်းစားရတာလွယ်သွားလိမ့်မယ်ဆိုတော့ဒီ၃ချက်ပေါ့နော် user အပိုင်းရယ် business ပိုင်းရယ်ကိုယ့်ရဲ့ website ကိုမလာခင် user ကဘာတွေမေးခွန်းမေးနိုင်လဲဆိုတဲ့အရာကျွန်တော်သိထားရဲဆိုလို့ရှိရင် US content စဉ်းစားတာလွယ်နောက်တစ်ချက်ကကျွန်တော်တို့ UX content writer position မရှိဘဲနဲ့ UX content ဘယ်လိုရေးမလဲပေါ့ဆိုတော့ကျွန်တော်သိတဲ့လောက် UX writer ဆိုတဲ့ position ကရှားတယ်ကျွန်တော်သိလောက်ဆိုမြန်မာနိုင်ငံမှာမြန်မာ market မှာကျွန်တော်တစ်ခါမှမတွေ့ဘူးရှိနေရှိမယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တစ်ခါမတွေ့ဘူးထိုင်းမှာကျွန်တော်အခုလက်ရှိကြည့်လောက်ဆိုလို့ရှိရင်ခေါ်နေတာ macro company တစ်ခုပဲရှိတယ်အဲ့တော့ခေါ်တဲ့ position ကအများကြီးဗျာတခြား position ကအများ UX writer position တစ်ခုပဲရှိတယ်ကျွန်တော်တွေ့တာအဲ့တော့ဒါကရှားတဲ့ role ကိုကျွန်တော်တို့ပြောလို့ရသေးတယ်ဆိုတော့ဒီ role မရှိလို့ကျွန်တော် UX content မထွက်လာဘူးဆိုတာကတော့မဖြစ်သင့်ဘူးပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီ UX writing ဆိုတဲ့ဟာကလည်းကျွန်တော်တို့ဒီ designer တွေရဲ့လိုအပ်တဲ့ skills ကိုကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ကိုကခဏကျွန်တော်ပြောတဲ့ဒီအချက်၃ချက်ကိုကျွန်တော်သိပြီဆိုလို့ရှိရင်စပြီးရေးလို့ရပြီအဲ့တော့ဘာတွေထပ်ပြင်မှာ improve လုပ်ဖို့လိုမလဲဘာတွေဘယ်လိုရေးရမလဲဆိုတော့မသိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ AI ကိုမေးလို့ရတယ်ဆိုတော့ငါကတော့ဒီဟာအတွက်ကို UX copywriting ရေးချင်တယ်ဆိုတော့ဒီဟာတော့ငါရဲ့တုံး software ကတူမျိုးရှိမယ်ကျွန်တော် example ပေးမယ်ဆိုလို့ရှိရင် AI ကထွက်လာတဲ့ result ကိုကျွန်တော်သုံးရတယ်ဒါပေမဲ့အရင်AI ကထွက်လာတဲ့ result မှာအားတိလာနေတယ်ဆိုလို့ရှိရင်တော့နည်းပြင်ရမျိုးတော့ရှိတယ်ပေါ့နော်ဟုတ်ဆိုတော့ဒါကတော့ကျွန်တော်ပေးချင်တဲ့အကျဉ်းညပေါ့နော်ဒီ UX content နဲ့ပတ်သက်ပြီးတော့ဟုတ်ကဲ့ကိုဟုတ်ဆိုတော့ကိုပြောရတဲ့အချိန်မှာလည်းတော်တော်လေးပြည့်စုံပါတယ်ခုန user ကို business ကိုပြီးတော့ဒီ user တွေဘက်ကမေးလာတဲ့ question တွေပေါ့နော်ဆိုတော့ဟုတ်ပါတယ်အဲ့ဒါကြီးရတယ်ဒါတစ်စိတ်တစ်ပိုင်းအရေးကြီးရပေါ့နော်ခုနကို point out လုပ်သွားတဲ့ဟာတခုပေါ့နော်ဒီကျွန်တော်လုပ်ခင်မှာလည်း UX content writer ဆိုပြီးတော့တက်တော့မရှိဘူးပေါ့နော်ဆိုတော့အဲ့လိုမျိုးတဲ့မလိုအပ်ဘူးလို့တော့ထင်တယ်ပေါ့နော်ကျွန်တော်အထင်ပေါ့ဆိုတော့တခြားသောနိုင်ငံတွေမှာလည်းအဲ့ဒါပါကြခိုင်တော့အဖြစ်ကျွန်တော်တွေးလောက်ဆိုရင်တော့နေရတယ်ပေါ့နော်ဆိုတော့ဒီမေးခွန်းလေးနဲ့ပတ်သက်ပြီးတော့ကိုလာမင်းအနေနဲ့ရောဘယ်လိုမျိုးထပ်ပြီးဖြည့်ဆွတ်ပြီးပြောချင်နေတယ်မသိဘူးခင်ဗျာဟုတ်mainly အဲ့မှာလေအဓိကအကူမြင်တာတော့ရေးရမှာပြင်လို့မေးတာလည်းဖြစ်နိုင်တယ်ပေါ့ပြီးတော့ဘာလို့လဲဆိုတော့ရေးရမှာပြင်လို့မေးတဲ့ဟာမှာဘာပြဿနာရှိလဲဆိုရေးလိုက်လို့ရှင်အဲ့လိုဘာဖြစ်လဲဆိုတော့ UI UX ပမာလေးကိုအဲ့လိုမျိုးရေးလိုက်တယ်ဆိုရင်ပြဿနာပြန်ရှာတာပဲ marketing တင်ရပြန်ရှာတာအဲ့တော့ marketing တင်ရအဲ့လိုမျိုးရေးတဲ့ဟာတွေကမဖြစ်တဲ့ဆိုတာအခုနေတော့ရေးဆိုပြီးတော့ပြန်လာတဲ့ဟာပို့ဆိုတာတပိုင်းလည်းဝင်လို့လာအဲ့ဒါဒီဘောတော့တကယ်ဟိုတန်ရာအဆက်မှန်တယ်ပေါ့တို့ရလိုမျိုးတခုရှိတာမှာကွာဘယ်လိုဖုန်းလေးရမှာလိုမျိုးရှိတာနေအမလက်မတရားဆိုတာလေးနေရမှာလို့တပိုင်းလုံးကြီးပေးရတယ်ကွာအဲ့ဒါမျိုးတွေဖြစ်တာအဲ့တော့အဲ့ဒီကိစ္စခဏကြုံတယ်ပေါ့ကြုံတော့အဲ့လိုUS content writer ဆိုပြီးတော့တခြားနေရာတွေတခြားနိုင်ငံတွေမှာခေါ်ကြတာတွေရှိတော့အဲ့ဒါမျိုးလေးရှိရဆိုရင်ငါတို့အနေနဲ့ဒါတွေတွေးကြမလို့ဘူးပေါ့နော်အဲ့ဒါမျိုးတွေးတော့ခေါ်ရင်ကောင်းမယ်ဆိုတဲ့တွေးတွေဝင်ကြတာမြင်ရတယ်အဲ့တော့ mostly ကတော့အဲ့ဒီဟာတွေကအကိုတို့တွေပဲကိုယ့်နဲ့ကိုရေးလိုက်ကြတယ်ပေါ့နော်ရေးလိုက်ကြတယ်ဆိုခုနက Harry ပြောသလိုပဲအဲ့ဒီ point တွေပြန်ပြီးတော့ကြည့် business track ကကြည့်ပြီးသွားလို့ရှိရင်အဲ့မှာခုနလိုမျိုးကိုပြောသလို marketing team ရှိရဆိုလို့ရှိရင်ခုနလို brand representative တို့ brand ကဘာပေးမှာလဲဘယ်လို feeling နဲ့ပြောမှာလဲဆိုတဲ့ဟာတွေတို့နဲ့ပြန် discuss လုပ်လို့ရတယ်ပြီးတော့ကိုယ်တိုင် design လုပ်ကြမလို့ခုနကတုံးတော့ voice တွေပါလောက်တဲ့ဟာကကိုယ့်ဘက်ကနေအချမ်းချပြီးသွားလို့ရတယ်အဲ့တော့ကိုယ် train နေတဲ့ design အရာကတော့ဘာမျိုးပေါ့နော်ဒါမျိုးတွေတုံးလို့ရတယ်ဒါပေမဲ့ခုနက business ဆိုတဲ့ point ကိုယ့်ရှိကိုလာမဲ့ user တွေရဲ့ perspective ပေါ့နော်ဒီလိုမျိုးတွေဆိုလို့ရှိရင်ဒီလိုမျိုးတုံးလေးတွေတုံးမယ်ဆိုတဲ့ဟာမျိုးအရင်က define လုပ်ပြီးတော့ဒီလိုသွားမယ်အဆင်ပြေလားဆိုတဲ့ premium ကိုယူပြီးတော့ confidence ဆိုတော့ကိုယ့်ကိုထည့်ပြီးရေးပေးလိုက်လို့ရတယ်ဒီမှာကတော့ခုနကလိုမျိုးကိုယ့်လိုမျိုးကြုံထားတဲ့သူဆိုလို့ရှိရင်နည်းနည်းက pain point တွေနည်းနည်းပါအဲ့တော့နည်းနည်းအဲ့လိုပြန်ပြောရတာအဆင်ပြေတဲ့ကိစ္စတွေပါတယ်ဆိုရင်ခုနဟာတွေနဲ့အရင် agreement ယူလိုက် agreement ယူလို့ပြေသွားပြီဆိုလို့ရှိရင်အဲ့ကောင်ကပြဿနာမရှိတော့ဘူးဆိုတော့ဒါနဲ့သွားမယ်ဒီလိုသွားမယ်ပြီးတော့အဲ့ဒါတွေကလည်းအကိုထင်တာလေ reference ကြည့်စရာတွေလည်းရှိတယ်အပြင်မှာတော့ကြည့်လို့မရဘူးအပြင်မှာကျတော့ခုန message တွေကတကြောင်ယူလို့ရှိတယ်အဲ့တော့တချို့ error message တို့ပါလို့ဆိုလို့ရှိရင်ကိုရှိမှာပေါ်တဲ့ scenario နဲ့သူရှိမှာပေါ်တဲ့ scenario နဲ့တူမှ copy ကူးပါဗလား copy ကူးလို့ကောင်းတာပါအဲ့တော့ copy ကူးရတာစင်ပြေမနေကိစ္စတွေရှိတယ်
အဲ့ကြလို့ရှိရင်အရင်အဝေးကြီးစဉ်းစားမယ်ခုန AI ကိုမေးချလာမေးချလိုက်ရင်သူ့မှာ guideline ချပေးလိမ့်မယ်အဲ့ guideline နဲ့ကိုယ့်ရဲ့ခုန user persona business point of view ပြီးတော့ကိုယ့်ရဲ့ဒီ brand ဟိုပါဘောနော် target လို့ဟာမျိုး adjust ပြန်လုပ်ပြီးတော့ဒီလိုဟာနဲ့သွားမယ်ဆိုတဲ့ဟာမျိုးပြောပြပါပြီဆိုလို့ရှိရင် channel ဟာတွေအဲ့ဟာကို follow လုပ်ပြီးသွားလိုက်လို့ရတယ်အဲ့တော့တချို့ content တွေကဟို rules တွေတော့ဖတ်ဘူးကြမှာပါတော်တော်လုပ်ဖြစ်ရမယ်လို့ fact ကို main focus ထားရမယ်လို့ဆိုတဲ့ဟာမျိုးလေးရှိတယ်ပေါ့အဲ့တော့အဲ့ဟာ quick trip တွေပဲအဲ့ quick trip တွေကိုပဲ mainly ပိတ်ပြီးတော့ရှေ့ဆက်သွားတယ်ရှေ့ရောက်တယ်အားကြောင့်အရှိကြီးရေးရတာတမျိုးပေါ့နော်အရှိကြီးရေးရတယ်လည်းပြန်ပြီး revise ပြန်လုပ်ရတဲ့ကိစ္စတော့ရှိတော်တော်ဟာတော့ခုနပြောလို့ fact ကို main ထားမယ်လို့အဲ့လိုမျိုးဒီက conflict မဖြစ်အောင်များဟိုစာများမသုံးနဲ့လို့ပါတော့ဆိုလို့ရှိရင်ပြည့်တယ်အဲ့တော့အရင်ခုနအဲ့ဒါ design thinking မေးထားတဲ့တယောက်လိုမျိုးပဲဘာလို့လုပ်ရမလဲဘယ်အားစားလုပ်ရမလဲဆိုတော့အရင်ကင်ချလာကင်ချပြီးသွားလို့ရှိရင်ခုန UX မှာဖြစ်နေတဲ့အတွက် feedback ကိုမကြောက်နဲ့ကွာပြောလဲပြောပေါ့ဒီမှာဒါကဘယ်ကထုတ်တင်တာထုတ်လိုက်ပေါ့လို့အရင်မပိန်းနဲ့ pain point ပါသွားတယ်ဆိုတော့ကျတော့အဆင်ပြေတော့အဲ့တော့ကိုယ့်ဘက်ကတော့ခုနလိုမျိုးတုံးလို့ဘာလို့ဟာတွေ set up လုပ်ထားတယ်ဆိုလို့ရှိရင်ကိုရေးတဲ့ဟာအဲ့ထဲဝင်နေသေးလားကိုပြန် check လို့ရတယ်ပြန် check လို့ရတယ်ဆိုပြေးသွားပြီအဲ့တော့အဲ့ဒီလေးနဲ့တော့သွားကြည့်ချင်တယ်ပေါ့နော်ခုနအဲ့ဒီပြောထားတဲ့ point ထဲမှာပါတဲ့ point တွေအားလုံးကတော့ဒါ requirement တွေပေါ့နော်ဒါတွေကတော့ check ကို check ပြရမယ်အဲ့ဒါတွေ check လို့ပြီးပြီဆိုလို့ရှိရင်လူမရှိတယ်ကင်ချလိုက်မှာပေါ့ဘာဖြစ်တော့အမှဒါတွေရေးတတ်တယ်ပေါ့ခြေဒီမှာတခုတိုးတယ်မရေးချင်တာလို့တော့ခံစားရတယ်ပေါ့နော်အကိုတို့လိုပဲဒီဟာကြီးကိုမြင်တော့အဓိကမရေးချင်တော့ပုတ်ပြန် volleyball မရှင်ဘာလုပ်ရမလဲဆို UI UX တိုက်တဲ့ရင်းနဲ့ပါသမျှဟာတွေအားလုံးကဘယ်ဟိုမှ volleyball ပုတ်လို့မဖြစ်ဘူးပုတ်လိုက်တဲ့ volleyball ကပြန်လာတဲ့ ball လုံးကနှလုံးစုတွေ3စုတွေပြန်လာအဲ့ကြပြဿနာပို့တယ်ခုနလိုမျိုးဟိုရေးလို့အဆင်မပြေဘူးဆိုတဲ့ဟာမျိုးမှာခိုင်းတာတမျိုးရေးရတာနဲ့အဲ့လိုမျိုးချော်တောင်းတော့ပြီးပြန်ပြီးတော့ဟိုဖြစ်လို့ဆိုပြီးကိုကညနေတော့ရေးလိုက်လေးဆိုပြီးပေးတဲ့တမှာပို့ဆိုအောင်စာပိုက်ကြီးတွေပြန်လာတာမျိုးလို့အရင်ဟိုဘယ်လိုပြောမြန်မာစံနေတာမျိုးကြီးပေါ့ပြင်မှာမျိုးအဲ့ကြလို့ရှိရင်ကျတော့ကိုကပို့ဆိုကနင်းဟိုဖြစ်လို့ငါတို့ပေးတဲ့ဟာမှာနင်းပြန်ပြီးကြီးများတယ်ဒီလိုအဲ့ကြတော့ဘာဖြစ်လဲဆိုတော့ process တွေပို့ကြတယ်တော့ကလုံးတဲ့လောက်ထက်တဲ့ဟာကိုရှေ့ကနေစက်တစ်ခုခုလောက်လိုက်ပြီးတော့အဲ့ဒီဟာနဲ့ check လုပ်ပြီးတော့ပဲသွားလာအဲ့ဒါပို့စစ်ပြတယ်အများကြီးမတွေ့ပါနဲ့ကျွန်တော်တို့အဲ့လို UI UX မှာတွေကပြဿနာပါအများကြီးတွေ့တာစာဆွဲကနေကျွန်တော်ကကြည့်လိုက်လာတယ်ဆိုပြီးကြည့်လိုက်နောက်ခုပေါ်လာလိုက်အမှရှင်းမရဘူးဆိုတာတူပဲအဲ့ဒါဒီဟာမှလည်းလို့ဖြစ်တာလို့ထင်တယ်ပါတယ်အဲ့တော့ run လာပြန် feedback ကိုကောက်လိုက်ပါထုံးစံတိုင်းပဲ user feedback လက်ခံပြီးရှင်းစပ်ပါအောင်ရေးစီပါနော်ပြပါဟုတ်ကဲ့ပါကိုလာမဖြေထပ်ပြီးတော့ဖြည့်ဆော့သွားတာလည်းပို့ပြီးတော့ပြည့်စုံသွားစေတယ်ပေါ့နော်ဒီမိကုန်းလေးကိုဆိုတော့ဒီမိကုန်းမေးထားတဲ့စာလာပိုင်ရှင်လေးလည်းလိုချင်တဲ့အဖြေလေးကိုရသွားမယ်လို့ပြောနေပါတယ်ဆိုတော့ကျွန်တော်နောက်ထပ်မိကုန်းတစ်ခုကိုဆက်လိုက်ရအောင်နော်ဆိုတော့ how can an beginner be confident when they don't have an industry experience yet ဆိုတော့စစချင်းဒါလုပ်ငန်းခွင်စဝင်တဲ့ beginner တယောက်ကဘယ်လိုမျိုးဒါ confident တစ်ခုကိုတည်ဆောက်အောင်လဲဆိုတဲ့ဟာလေးကိုမေးထားပါတော့ဟုတ်ပါတယ်ဒါကတော့ကျွန်တော်တို့ဒီမြန်မာပြည်မှာတော့တော်တော်များကြုံတွေ့နေရပြဿနာပေါ့နော်ဒါလုပ်ငန်းခွင်မှာ experience မရှိသေးလို့မခံကျင်တာမျိုးတို့တော်တော်များပေါ့နော်လူငယ်တော်တော်များကြုံရတာမျိုးရှိတယ်ဆိုတော့တချို့လူငယ်တွေကလည်းဒါလက်စားပြောင်းနေတဲ့လူငယ်တွေဒါconfident ပျောက်ဆုံးနေတဲ့လူငယ်ရှိတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးဘယ်လိုမျိုးအကြံဉာဏ်ပေးခြင်းလဲပေါ့နော်ကိုလာမေးရပဲစပြီးပြောပြပါဦးခင်ဗျဟုတ်ဖြစ်တော့မတူတော့ဘူးပေါ့နော်ကိုကတော့လည်းတော်တော်ပတ်နေပြီအကိုတို့ဖြစ်တော့ကတော့အဲ့လိုမျိုးပြဿနာဖြေရှင်းဖို့ကိုတို့ဘာလုပ်ကြလဲဆိုတော့ဟာလေ OJT တို့ကတော့အဲ့တော့အရင်ခက်စားတာကွာတနန်းစနေဆိုလို့ရှိရင် OJT တခါလဲဝင်ပြီးလို့ရှိရင်အဲ့မှာ junior တန်းဖြစ်အဲ့ land တွေရှိတယ်ရှင်းပါဒီဘက်ကမှာကျတော့အပြိုင်ပိုင်းတော်တော်များလာ UI UX တို့က design နဲ့ပတ်သက်တဲ့ဟာတွေကလည်းဟိုတော်တော်များများစိတ်ဝင်စားပြီးလိုက်လုပ်ကြတဲ့သူတွေများလာဆိုတော့တို့ကလည်းနည်းနည်းပို့ပြီးတော့ဒီဘက်ကမှာနည်းနည်းပို့ခတ်တယ်အဲ့တော့ခုနပြောသလိုမျိုး confidence မရှိဘူးဆိုတဲ့ဟာတွေရှိတယ်ပြီးရင်ခုနလိုဟာလဲ junior ရှောက်တယ် experience မရှိလို့မခံဘူး experience မခံလို့ရှိရင်ဘယ်လိုရှိမှလဲဆိုတော့အဲ့ဒီက main ပြိုပဲဒါရေးရိုက်နေတဲ့ကိစ္စတွေကလည်းရှိတော့အဲ့တော့အရင်တော့အဲ့ဒါဒီမှာတော့မဟုတ်ဘူးပေါ့နော်အကိုတို့ဟို portfolio review တို့ဘာလို့ဟာတွေမှာအများအားပြောနေကြတော့ပဲကိုကလည်းကိုကိုင် product owner ကိုဖြစ်တယ်အဲ့အတွက်ဘာကောင်းလဲဆိုတော့ကိုပြဿနာရှာမယ်လို့မရှိဘူးကိုတက်မယ်ဆိုတဲ့ကိစ္စတွေကိုပြဿနာတက်မယ်ဆိုတဲ့ကိစ္စတွေအားလုံး drop ထားခဲ့လိုက်လို့ရတယ်ကိုတို့အဆင်ပြေဆုံးဖြစ်တယ်ဆိုရင်စနေလို့ရတယ်ကိုတို့အဆင်ပြေဆုံးဖြစ်မယ်ဆိုတဲ့ user persona ကိုင်ထားလိုက်လို့ရတယ်ဒါကလည်းအဲ့လိုမျိုးပဲကိုကလည်းကိုအဆင်ပြေဆုံးဖြစ်တယ်ဆိုတဲ့ဟာကိုယူရလို့ရှိရင်အဲ့ဒီမှာလုံးဝချောနေအောင်ကိုင်လိုက်လို့ရတယ်
အဲ့တော့ portfolio ပေးလို့ရမယ်ခုန case study တွေဖောက်လို့ရတယ် design ကိုကို practice လုပ်လို့ရတယ်အဲ့တော့ confidence ကတော့အငယ်တုန်းကတော့မရှိဘူးဘယ်တော့မှလည်းရှိမှာမဟုတ် confidence ဟိုဘာမှဟိုပြောမလဲ yes ဆုံးမရှိဘဲနဲ့ confidence အရင်ရှိနေတယ်ဆိုလို့ရှိရင်ဘယ်သူမှကြည့်မရဘူး copy ဖြစ်တယ်ခါကျတက္ကရာဖြစ်လာအဲ့တော့ရှိနေတယ်ဆိုလည်းအဆင်ပြေမနေဘူးရှိမနေဘူးဆိုတဲ့ဟာကလည်းအရင်မရှိနေကြမလို့ project ကြောင့်လည်းလောက်ရမှာအဲ့တော့အလုံးမရသေးခင်စက်ချာကို try နေတော့ဆိုတဲ့အချိန်တွေမှာတော့ကိုယ့်ရဲ့ confidence ကို build ဖြစ်ဖို့အတွက်ကကိုယ့်အနာကိုယ်ပဲအများကြီးကြိုးစားနေရမှာအဲ့တော့ဟိုကိုယ့်ရဲ့ industry ထဲမှာဒါမှမဟုတ်ကတော့အခု social ပဲထားရတော့အဲ့မှာဟို senior တို့ဘာလို့ရှိတယ်ဆိုလို့ရှိရင် review တောင်းတာတို့ဘာလို့အားမျိုးတွေလည်း try လို့ရတယ်အရင်မကြောက်နဲ့ပေါ့နော်အဲ့လိုပဲဟိုတခါတလေကြလို့ရှိရင်အဲ့လိုမျိုးဟိုအရင်ဘယ်လိုလဲ senior ဖြစ်နေတာတို့ဘာလို့ဆိုလို့ရှိရင်သူခါတော့ကိုအရင် look up ဖြစ်ရတယ်သူဆိုလို့ရှိရင်ကြတော့မပြောရဲဘူးခါညာသေးမလားအိုင်ရောတွေကိုကြောက်တယ်အဲ့လိုဟာတွေရှိနေတာဆိုတော့အဲ့ဒါမျိုးတွေမကြောက်ဘူးအဲ့ခုနကစကားပြောရဲတယ်လို့ဘာတော့ဖြစ်တယ်ပဲခုနကပြော copy တော့ဖြစ်တယ်ပေါ့စကားပြောရဲဦးလို့ဘာလို့ဆိုတဲ့ဟာလည်းအချိန်တန်လို့ရှိရင်လိုလာမှာဆိုတော့ခုနလိုမျိုးကျောင်းကျောင်းနဲ့ဟို reference တစ်ခုထားပြီးတော့ review ကြည့်ပေးပါအညာဆိုတော့ request လုပ်လို့ရမလုပ်ပေးရလုပ်ပေးတော့ဟိုဘက်ကလူရခံတာကိုယ့်ဘက်ကလိုအပ်တယ်ဆိုတော့ပြောတာအဲ့လိုမျိုးမလုပ်ချင်ဘူးဆိုရင်ကိုယ့်အနေကိုခုနကဘယ်ပြောထားတဲ့မှာလည်းပါတယ်ဟိုတခုလုပ်ပြီးမှဟာကိုယ့်ကို analyze ပြန်လုပ်ပြီးတော့ကို review ပြန်လုပ်လို့ရတယ်အဲ့တော့အဲ့ဒါမျိုးကြာရင်ဘာဖြစ်သွားလဲဆိုတော့ကိုယ့်ရဲ့ reference ကတမျိုးလေးကိုပဲခဏ refine ပြန်လုပ်နေရတယ်ပေါ့အကောအဲ့ဒါမျိုးဆိုတာတဲ့ကိုခုနလိုမျိုးအသက်လျှောက်မှာမို့လို့အလုံးခုနကစားလျှောက်မှာမို့လို့ဆိုလို့ရှိရင်ကျတော့ portfolio တို့ခုနလိုမျိုး case study ကိုကျတော့ပုံမှန်3ခုလောက် ready ဖြစ်နေတော့ပိုကောင်းတယ်3ခုလောက်ကိုတော့အရင်ဖြစ်အောင် try ပြီးတော့အဲ့ဟာကိုအရင် build up လုပ်ပေါ့နော်ပြီးသွားတော့မှထပ်ရှောက်နေတဲ့ဟာမှာ feedback တွေရနိုင်တယ်မရဘူးဆိုလို့ရှိရင်လည်းအားနေတယ်ဆိုကို analyze ပြန်တော့ပြန် designer ဆိုတာပြန်ရတာကိုကြိုက်နေတာကိုဟာကိုပြန်သူဟာကိုပြန်ဟာကြည့်ပြန်ဟိုဟာကိုလိုက်ပြီးသင်လို့ထူအဲ့ဒါရမ်းပြောဖို့ကောင်းအဲ့တော့အဲ့ဟာကိုပျော်လာပြီဆိုရင်ဒါ designer ဖြစ်တော့မယ်ဆိုတာသိကြတယ်အဲ့ဒါတို့ရဲ့အဲ့ဘောထဲမှာပါပြီးလားဟိုဒီထဲမှာပါပြီးလားသူများကိုလည်းညို့တို့ထိုးလာတာမကောင်းဆိုတော့ဘက်ကိုပြန်ပြီးတော့ဒီနားကြီးကဘာဖြစ်နေလဲမသိဆိုတာ pattern ကိုကြီးတင်ရတယ်သေးချင်ရတယ်ရောအားနေပါလို့ရှိတယ်အဲ့တော့အဲ့ဟာလေးတွေရှိတယ်ရှိတော့ဘက်ကို analyze ပြန်လုပ်လို့ရတယ်အဲ့တော့ confidence ကတော့ industry experience မရှိလို့ဆိုပြီးတော့အဲ့လို down မနေနဲ့ပေါ့နော်ဘာဖြစ်လို့ဆိုတော့အဲ့ဟာပဲစားတာအကိုတို့လည်းအရင်တော့အဲ့ဟာပဲစားတယ်စားတာဟိုမှာအဲ့လိုမျိုးအကိုဆိုလို့ရှိရင်စစချင်းထုတ်တော့ဆို design ဘက်ကို try တာပေါ့ကုတ်ဘက်ကို try တာပေါ့နော်အဲ့တော့ဆိုအဲ့လို programming mind ကို try မယ်ဆိုပြီးတော့လုပ်နေရင်ရတယ်ဒီဘက်ကိုအဲ့လိုပေါ့ခုစားဒီဘက်မှာပါဘက်ကိုရောက်တယ်အဲ့လိုမျိုးဟာလေးရှိတာဆိုတော့ try ဘာမှမဖြစ်ဘူး try အဲ့တော့ဟိုအငင်းခံရတာတို့အစင်မပြေတာတို့ဘာလို့လဲမကြောက်နဲ့ပေါ့ဘာလို့လဲဆိုတော့ UI UX ဖြစ်နေတဲ့အတွက်ခုနရှေ့မှာလည်းခဏပြောတယ်အငင်းခံရတယ်ဆိုတဲ့ဟာတွေအဲ့လိုပြောခံရတယ်ဆိုတဲ့ဟာတွေကနားရဝနေဖို့သူတို့ဘာကြောင့်ပြောတာလဲဆိုတော့ why ကအဲ့ junior level မှာလည်းကောက်နိုင်တယ်ဆိုတော့အဲ့ဒါလုံးဝဘူးဘာလို့ဆိုတော့တော်တော်များများကျတော့ junior မှာခုန confidence မရှိဘူးသာပြောတာနဲ့ဟာမလာဘူးပြောအောင်ကြတော့နားတယ်ရောအဲ့လိုရှိသေးတယ်အဲ့တော့ဘာကြောင့်မလာဘူးပြောတာလဲဘာကြောင့်အသုံးမဝင်ဘူးပြောတာလဲဘာကြောင့်လိုကြီးဖြစ်တယ်လို့ပြောတာလဲဆိုတဲ့ဟာသူတို့ပေးတဲ့ feedback ကိုခုနလိုမျိုးချင်းမုန်းချင်းမပါပဲနဲ့ရအောင်ပြန်လိုက်ကြည့်အဲ့ဟာကခုနအကိုတို့ပြောတဲ့ soft skill တွေမှာအဲ့ဟာရဲ့အရင်အရေးကြီးတယ်အဲ့တော့အငယ်မှာလည်းအဲ့ဒီဟာကိုလုံးနိုင်တဲ့ solution ပို့အဆင်ပြေတယ်အဲ့တော့ confidence မရှိဘူးတွေရှိတယ်တွေကိုခဏဖယ်လိုက်ပေါ့နော် try ကြည့်ဒါပဲချင်တာလေ portfolio စောက်နေတာကိုစောက်ချတာပြီးတော့ယူကြည့်လို့ရတယ်ပြီးတော့အဲ့လိုမျိုးရန်ခါအဲ့လိုမျိုး review ပြအကိုတို့ရွေးကြမှာလည်းရှိရကွာအဲ့လို portfolio review ပေးတဲ့ program တို့ပါလို့ရန်ခါပေါ်လာတဲ့တိုင်အဲ့ကျလို့ရှိရင်ဝင်ပြီး join ယူကြည့်ဖို့အဲ့လိုလုပ်လို့ရတယ်အဲ့လိုမျိုးဟာကို join လို့မရအောင်ဆိုတော့ခုနကပြောသလိုကိုယ်နဲ့နီးစပ်ရဖို့ရှိတယ်အချင်းချင်းပြန်ပြီးတော့ review ပြန်ပေးခိုင်းကြည့်အဲ့မှာပြန်ပြီးတော့ feedback တွေပြန်ကောက်လို့ရအဲ့တော့အဲ့ဒီမီးနဲ့ကိုယ့်ရဲ့ case ကို enhance လုပ်တယ်လို့ပဲခေါ်မှာပေါ့နော်အဲ့လိုမျိုးကိုယ့်ကိုပြန်ပြီး refine ပြန်လုပ်တဲ့ဟာမျိုးတော့လုပ် confidence ကြီးကတော့ရှိလိုက်ပါလို့တော့မပြောဘူးပေါ့နော်ဘာလို့လဲဆိုတော့မရှိဘူးဆိုတဲ့ဟာဘယ်လိုပဲပေးရ push နေအချိန်တန်လို့ရှိရင်ကြောက်တယ်ပေါ့အဲ့ကိစ္စတော့ဖြစ်တာအဲ့တော့ stage break ဖြစ်တယ်လို့အဲ့ဟာကြောက်တဲ့ကိစ္စဖြစ်တာတော့မတက်နိုင်ဘူးဆိုတော့ confidence ကအရင်ကြီးတော့မ lose နဲ့ဒါပေမဲ့လုံပြီးရင်နဲ့ eye confidence တော့ auto ရလာလိုက်ဒါပေမဲ့အဲ့လိုခုနပြောသလိုပေါ့နော်အရာလုံပြီးတော့ cocky ဖြစ်တဲ့ဘက်တော့မသွားနဲ့ပေါ့အဲ့သွားလို့ရှိရင်ကြတော့ငင်ကခံရတဲ့ကိစ္စတွေပြန်ပါလာအဲ့တော့industry experience မရှိလို့ဆိုပြီးတော့ဘယ်လိုပြောမလဲဖီးမနေနဲ့ပေါ့နော်လောက်ဆရာရှိတာလောက်ဖီးနေတာဘယ်မှမရဘူးဖီးနေအဲ့ဒါတော့အခုပြောချင်တာမဖီးနဲ့ပေါ့ပါဟုတ်ကဲ့ပါကိုဟုတ်ကိုပြောရတဲ့မှာလည်းဟိုတော်တော်လေးလူအတွက်ကို
မှတ်သားစရာလေးပါတယ်ပေါ့နော်ဒီကတော့ confidence ရှိရမရှိရခဏပေးထည့်ထားပြီးတော့ကိုလုံးဆရာရှိရဲ့ဟာကိုဒါအရင်ဆုံးကိုဒီလောကတွေကိုဒါ industry တွေကိုစပြီးဝင်တော့မယ်ဆိုရင်တော့practice ကတော့အရေးကြီးရပါတော့ practice အမြဲလုပ်ပြီးတော့ဒီ case study portfolio ကိုအနည်းဆုံး3လောက်ရအောင်စောင့်ပေါ့နော်ဒါလေးရတော့ဒါ industry experience မရှိခင်မှာလောက်ထားတဲ့အရာပေါ့နော်ဒါကိုလောက်ထားတဲ့ဟာကိုလည်းအမြဲတမ်း analyze လုပ်ရမယ်ဆိုတဲ့ဟာကလည်းဒါဟိုတူတက်ကိုတကယ်မှတ်သားစရာလေးပါဆိုတော့ကို Harry ရောဒါလေးပါများဖြစ်ဆက်ပြီးတော့ပြောချင်နေတယ်ခင်ဗျာဟုတ်ခဏကကိုဗင်ပြောရတယ်မှာပါတယ်ဒီပြဿနာကကျွန်တော်တို့ဒီကျက်ဥနဲ့ကျမပြဿနာလိုပဲအလုံးမရှိတော့ experience မရှိဘူး experience မရှိတော့ confidence ကြတယ် confidence ကြတော့အလုံးရှောက်ရမလွယ်ဘူးကိုကလည်းအလုံးမရှောက်ချင်ဘူးအလုံးမရှောက်တော့အလုံးကမရအောင်အလုံးမရတော့ experience မရအောင်အဲ့မှတင်ပတ်လက်လူပင်ပတ်ဆိုတော့ကျွန်တော်ဒီ look ကိုကျွန်တော်ဘယ်လိုထွက်မလဲပေါ့ဆိုတော့ခဏကကိုယ်ကလည်းပြောရတယ်မှာပါတယ်ကျွန်တော်တို့ဒီစစချင်းအလုံးရှိတယ်ကိုယ့်ရဲ့ personal project ပဲရှိမှာဒါတော့ရှင်းလေဆိုတော့ဒါနဲ့ပဲစလုပ်အောင်ပါပေါ့နော်ကျွန်တော်စီရောက်လာတဲ့ဟိုဟာလေးရှိရယ်ကလေးတွေရှိရယ် mentee တွေရှိရယ်သူတို့ဆိုလို့ရှိရင်တချို့ကသူတို့ကိုယ်ပိုင် personal project လေးလုပ်ပြမှာလာပြတာရှိရယ်တချို့ကျတော့ဒီ volunteer ခေါ်တဲ့ project တွေရှိရယ်အဲ့ဒါလေးလုပ်ပြမှာလာပြကြတာရှိရယ်တချို့ကျတော့လည်းသူတို့တငယ်ချင်းတွေစုပြီးတော့ဒါမှမဟုတ်ဒီတချို့ senior တွေကနေပြမှာလုပ်ပြီးရ program လေးရှိရယ်ပေါ့နော်အဲ့လို program လေး join မြန်မာလာပြကြတာရှိရယ်ကျွန်တော်စီရောက်တဲ့ဒီမှာဆိုတယောက်ဆိုလို့ရှိရင်ဟိုကdeveloper တွေဘက်ကလုပ်တာထင်တယ်ဟိုကလေone project one man ဆိုတဲ့ဥစ္စာအဲ့အမှတ join ပြီးတော့မှသူ့ရဲ့ project လေးကျွန်တော်လာပြတယ်ပြပြီးမှစစချင်းသူရောက်လာတော့ကလည်းသူစီမှာဒီ project နဲ့ပတ်သက်ပြီးဘာမှမသိဘူးဘယ်လိုလုပ်ရမလဲသူမသိ confidence လည်းမရှိဘူးကျွန်တော်တို့သူ့ကိုဟိုဒီ research လုပ်ခိုင်းတယ်သူအဲ့ project ကို send ပြီးလုပ်ဝင်နေမှာအခုဆိုလို့ရှိရင်ဒီအဲ့ project နဲ့ပတ်သက်ပြီးတော့သူစီမှာ confidence တော်ရှိနေပြီလို့ကျွန်တော်မြင်တယ်သူနဲ့စကားပြောရတယ်မှာသူတော်တော်များများသိနေပြီဆိုတော့အဓိကတော့ကိုပိုင် project ပဲဖြစ်ဖြစ်အဲ့လို volunteer project ပဲဖြစ်ဖြစ်စပြီးမှလုပ်ကြည့်လိုက်လုပ်ပြီးမှ learning လုပ်တာနေပြီးမှ confidence ကတဖြစ်ဖြစ်ရလာလိမ့်မယ်နောက်တစ်ခုကဒါတော့ကျွန်တော်လုပ်တဲ့ဟိုပါပေါ့နော်ဒီ process ပေါ့နော်ကျွန်တော်ဘယ်လိုမျိုးဒီလုပ်လဲဆိုတော့ခဏကကိုယ်ကပြောရတဲ့မှာပါတယ်ဒီ industry တွေက designer တွေလိုက်ပြီးမေးတာကျွန်တော် solution လည်း mentor တွေလိုက်ပြီးရှာတယ်mentor လိုက်ရှာပြီးကျွန်တော်ရဲ့လက်ရှိလုပ်နေတဲ့ project တွေရှင်းအဲ့ project တွေကျွန်တော်တို့တပြတယ်ကျွန်တော်ရဲ့ portfolio ရှင်းကျွန်တော် portfolio case တွေတပြတယ်မှာသူတို့ feedback ကိုတောင်းတယ်အဲ့ feedback ပေါ်မူတည်ပြီးမှကျွန်တော် improvement လုပ်တယ်ပြီးရင်တစ်ခေါက်ထပ်ပြန်ပြတယ် refinement နှစ်ခေါက်သုံးခေါက်လောက်ကျွန်တော်စတဲ့အနည်းနဲ့လုပ်တယ်လုပ်ဝင်နေမှာပဲဒီ improvement ဖြစ်လာအောင်ဆိုတော့ကျွန်တော်တို့ဆိုလေအခုချိန်ထိပေါ့နော်တခါကျန် confidence မရှိဘူးကိုယ့်ရဲ့ကိုယ်ပိုင် project တွေနဲ့ပတ်သက်ပြီး confidence မရှိဘူးအဲကြအမြဲတမ်း review လိုက်ပြီးတောင်းနေရတော့မယ်ဆိုတော့ဒီ designer junior နဲ့ confidence မရှိဘူးဆိုတော့စပြီးလုပ်ကြည့်လိုက်လုပ်ပြီးတော့မှကိုယ့်ကို analyze လုပ်ရင်လုံးမလုပ်ဘူးဆိုလို့ရှိရင်လည်းဒီ industry တွေကဒီဟို senior တွေလိုက်ပြီးမှမေးကြည့်မေးပြီးတော့မှသူတို့ review လုပ်ခံလိုက်အဲ့ပုံမှာမူတည်ပြီးတော့မှဒီ analyze လုပ်ရင်နဲ့ improve လုပ်ရင်လည်းမှ confidence တွေရလာလိမ့်မယ်ပေါ့နော်ဆိုတော့ဒီကတော့ကျွန်တော်ပြောချင်တဲ့အကြံဉာဏ်ပါဟုတ်ကဲ့ပါဟုတ်ကို Harry ကျေးဇူးအများကြီးတင်ပါတယ်ကို Harry လည်းအများကြီးဖြစ်ဆိုပြီးပြောပြသွားရပေါ့နော်ဆိုတော့ဒီမိကိုလေးမေးထားတဲ့ဆောင်းလောက်ပိုင်ရှင်လေးလည်းဒါလိုချင်တဲ့အဖြစ်တစ်ခုကိုsuggestion တစ်ခုကိုရပါမယ်လို့မျှော်လင့်ပါတယ်ဆိုတော့နောက်မိကိုလေးကျွန်တော်ဆက်သွားလိုက်အောင်So what is the best way to prioritize which skill to learn first as a junior designer nowadays ဘယ်နည်းလမ်းတွေကဟိုဦးစားပေးပြီးတော့လေ့လာအောင်လဲပေါ့နော် junior တယောက်အနေနဲ့ပေါ့ဆိုတော့ကိုဟယ်ရီရပဲစဖြည့်ပေးပါနော်ဟုတ်ဆိုတော့ဒီဘက်ခစ်ကတော့ကျွန်တော်အမြင်ပေါ့နော် designer တယောက်အနေနဲ့ T-shape ဖြစ်မဖြစ် unicorn ဖြစ်မှာပဲ market ထဲမှာ survive ဖြစ်ဖို့လွယ်မယ်အရင်တော့ကျွန်တော်တို့စတင်လောက်တော့ဆိုလို့ရှိရင်ရှင်းတယ်အားမလို့ design set up နဲ့ design tools သုံးသက်ပြီလားဒါဆိုလို့ရှိရင်အလုပ်ရဖို့က chance များတယ်အခုခေတ်ကမဟုတ်တော့အရင်များလာတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတော့ဒီ roadmap ချပြရမယ်ဆိုကျွန်တော် roadmap 3ခုမြင်တယ်ပထမဆုံးတစ်ချက်က basic ပေါ့နော် design tools တွေပြင် design process တွေဘာအဆင့်ပြင်ဘာအဆင့်လောက်အောင်လဲဆိုတော့အချက်တွေနော်အဓိက tools usage တွေကျွန်တော်တို့သိဖို့လိုအပ်တယ် tools ဆိုကျွန်တော် design tools မှမဟုတ်ဘူးဗျာခဏကျွန်တော်ဒီ design process တွေကလည်းကျွန်တော်တို့နေ့တိုင်းသုံးရ tools တခုလို့ကျွန်တော်တို့ပြောလို့ရတယ်ဆိုတော့ဒီ tools တွေကို master ဖြစ်ဖို့လိုအပ်တယ်master မဖြစ်အောင်မှအနည်းဆုံးများဒီ3နိုင်တယ်တိမိခေါမိရှိထားတယ်ဘာပြင်ဘာလို့ရမလဲတိထားဖို့လိုအပ်မယ်ဒါပထမဆုံး roadmap 1ပေါ့နော်နောက် roadmap 1ကကျတော့ကျွန်တော်ဒီ design လုပ်တဲ့ system တွေရှိတယ်ဒီပြီးလို့ရှိရင်ကျွန်တော်ဒီ handover လုပ်တဲ့ process တွေရှိတယ် design operation တွေရှိတယ်ဒါတွေကိုကျွန်တော်တို့သိထားဖို့လိုအပ်တယ်ဥပမာအခုဒီနောက်ပိုင်းအခုခေတ်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ design system နဲ့ပတ်သက်ပြီးတော့မှ GD မှာအများကြီးခေါ်ကြရရှိတယ် component တွေသုံးတတ်ရမယ် auto layout သုံးတတ်ရမယ် design system သုံးတတ်ရမယ်ဆိုတော့ GD တွေကအများကြီးပါလာမျိုးတွေရှိတယ်
ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့လည်းကိုကဒီမလုပ်ဘူးဆိုရင်တော့မှဗျာအနည်းဆုံးတော့တီးမိခေါက်မရှိထားတယ်လေ့လာထားဖူးတယ်ဆိုလို့ရှိရင်တော်တော်လေးအဆင်ပြေတယ်ပြီးရင် developer handover ဘယ်လိုလုပ်မှာလဲ design operation တွေဘယ်လိုလုပ်မှာလဲဒါတွေကိုကျွန်တော်တို့ကိုယ်တိုင်က design ချကြမလို့ဗျာ junior အနေနဲ့ကဒါတွေဘယ်လိုလုပ်မလဲဆိုတော့ကိုကသိထားတယ်သူများလုပ်ထားတဲ့ plan တိုင်းနဲ့ကျွန်တော်လိုက်ပြီး follow လုပ်နိုင်တယ်ဆိုလို့ရှိရင်အဆင်ပြေပြီဒါကဒုတိယဖြည့်ရမယ် skill set ပေါ့နောက်ဆုံး skill set ကတော့ဒီ soft skill တွေဒါကလည်းကျွန်တော်ခဏပြောရတဲ့မှာလည်းပါတယ်အရေးကြီးတယ်အရင်အရေးကြီးတယ် soft skill လည်းကျွန်တော်ဖြည့်ဖို့လိုအပ်တယ်ပြီးလို့ရှိရင်ဒီကိုယ့်ရဲ့ product အကြောင်းဒီ product အကြောင်းလေးလာတဲ့ product market အကြောင်းလေးလာတဲ့ဟာတွေဒါတွေကလည်းအရေးကြီးတယ်ပေါ့ဆိုတော့ junior အနေနဲ့ကတော့ဒီ step 3မှာအထက်ဒီ room 3မှာတော့ကျွန်တော်တို့ဒီ soft skill ကိုဒီကဖြည့်ဖို့လိုအပ်တယ် product strategy ကနောက်ပိုင်းကျမှ AC ဖြည့်လို့ရတယ်ပေါ့နော်ဒါကတော့ဒီ product လုံးမဆိုကျွန်တော်တို့ဒီ3ခုကိုအစင်လိုက် product လုပ်စီချင်တယ်ပေါ့ဟုတ်ဟုတ်ကဲ့ပါကိုဟဲ့ပြီအဲ့ဒါဆိုရင်ကိုလာမင်းရောဒီမေခွန်းလေးဘယ်လိုမျိုးထပ်ပြီးဖြည့်ဆို့ခြင်းနေတယ်မသိဘူးခင်ဗျဖြည့်ဆို့စရာတော့မများတော့ဟယ်ရီကတော်တော်အပိုင်းနေပဲပြီးပြောထားတာဆိုတော့ပြည့်တယ်ပြည့်တဲ့ဟာဟိုမှာခုနဟယ်ရီပြောသလိုပဲဒီဘက်ကပြန်ပြီး unicorn တွေပြန်ဖြစ်သွားတာကိုတို့ဖြစ်တော့ကလည်းခုန UI UX ဆိုပြီး title မရှိခင်တော့ web design ဆိုပြီးစတာပေါ့အဲ့တော့ web တွေမရအောင်အဲ့တော့ကလည်းအဲ့လိုပဲ HTMLသိရမယ် JavaScript သိရမယ် backend နဲ့ web သိရမယ်ဆိုတာပေါ့အဲ့တော့လည်းခေါင်းကိုက်တာပေါ့နော်အဲ့တော့ mainly အဲ့ဟာတွေကကိုကအရင်လည်းမလုပ်ချင်တော့ဘူးဖြစ်သွားတာဆိုချင်အဲ့ဟာတွေလည်းအခုတစ်ခေါက်ပြန်ပြီးတော့ coding knowledge ကိုသိဖို့လိုတယ်ဆိုတော့အဲ့တော့နောက်ပိုင်းခက်ကနောက်ပိုင်းတော့မဟုတ်ပါဘူးတကယ်တော့ဘယ်ချိန်မှာပဲမဆိုပါများသိလေဘယ်ကုမ္ပဏီမဆိုခိုင်းလို့ဟုတ်ကဲ့ကွာခိုင်းလို့ကောင်းရင်မကြိုက်တာဘူးသိပါလားလူဒါလေးတက်ညတက်တူခေါ်မယ်လေညတက်တူခေါ်တယ်ဆိုလို့ရှိရင်အနည်းဆုံးသူလိုတယ်ဆိုရင်သူ့ကိုခိုင်းလို့ရတယ်မဟုတ်ရင်တော့မှသိတဲ့သူနဲ့အဲ့အယောက်နဲ့ဒီပြီဆိုလို့ရှိရင်အဆင်ပြေတယ်ကွာ confirm ပါဒါသူတက်တာဖြစ်တယ်ဆိုမသိဘဲနဲ့အသေးစားနေလုပ်ပြီးတော့မှဟိုဘက်ကဆိုရင်လည်းပြောပြီးအဆင်မပြေဘူးဆိုလို့ရှိရင်ပြန်တင်ရတဲ့ဟာတွေကိုကြတော့ခုန business point of view တွေဒီဟိုဘက်ကတိတ်ကုမ္ပဏီဘက်ကတိတ်မကြိုက်ကြဘူးအဲ့ဒီဟာတွေကတော့များဖြည့်နိုင်လေကောင်းတယ်ပဲခုနဟယ်ရီပြောထားသလိုပဲဒီဟာတွေကဖြည့်သွားမယ်ဟာတွေကအဲ့ဒီခုနပြောတဲ့ space တွေအကုန်လုံးလိုတယ်အဲ့ဒါတွေအပြင်မှာဘာလို့ဖို့လိုလဲဆိုတော့ဟိုခုနဟိုဘာပြောရတဲ့ထဲမှာကျတော့ဒီ general ပေါ့နော်ကိုက target တစ်ခုရှိတယ်ဆိုလို့ရှိရင်ကျတော့ JD တွေပထမပြောတဲ့ topic တွေမှာပါတယ် JD တွေပြန်ပြီး revise ပြန်လုပ်လို့ပြောပဲဘယ် JD ကိုဘယ် company ကိုငါ mainly ရှောက်ချင်တာလဲဆိုတဲ့ဟာမျိုးပြောအဲ့တော့အဲ့မှာပါနေတဲ့ဟာနဲ့ကိုတင်ထားတဲ့ခုနကျွမ်းတယ်လို့ပြောလို့မရဘူး junior ပဲရှိသေးတာဆိုကိုသိရမလားပြီးလာတယ်ဆိုတဲ့အပိုင်းပေါ့အဲ့ဒီအပိုင်းနဲ့ကြိုက်တယ်ဆိုတဲ့ဟာတွေကို main ရှောက်ဘာဝင်ခုနပြောသလိုကြောက်ကြမှာကိစ္စတွေဖြစ်ပြီးတော့ confidence တွေကြာပြီးတော့ဟို interview တိုင်းမှာကွမ်းနေတယ်ဆိုတဲ့ကိစ္စတွေဖြစ်မှာပေါ့အဲ့တော့အဲ့ဒါတွေမဖြစ်ဖို့တော့ကိုပါကျွမ်းတယ်ဟာကိုဒီ company က main core အဲ့ company ကို try ကြည့်ကြည့်အဲ့တော့ junior ဖြစ်တဲ့နေရာမှာဆိုလို့ရှိရင်တော့အကူကတော့အကုန်လုံးပြစ်ပါသိရမှာအကုန်လုံးပြစ်ထိရင်လည်းသူထိအဓိကအလုပ်ရဖို့အရေးကြီးတယ်ဆိုတဲ့ဟာလိုမျိုးတော့ focus ကိုထားစေတယ် junior ဖြစ်နေတဲ့အချိန်မှာတော့ငါအကူရာမှာရမှာတော့ပါတော့အဲ့ဒါမျိုးတွေတော့မလုပ်နဲ့ပေါ့အဲ့တော့ကိုခုနပြီးလာတဲ့ဟာကိုနည်းနည်းပို့ပြီးပိုင်းနေဆိုတဲ့ဟာမျိုးဘယ်ကုမ္ပဏီတွေမှာ main core နေခေါ်နေတဲ့ကုမ္ပဏီတွေကိုပို့ပြီးတော့ဖိပြီးရှာအဲ့ဒါမျိုးဆိုရင်တော့ပို့ပြီးအဆင်ပြေလိမ့်မယ် channel scale တွေကအလုပ်ထဲမှာတင်သွားတယ်ဆိုတဲ့ဟာကအခုအနေနဲ့ကလောက်ပါများပြီးတော့တက်တာအဲ့တော့ anyhow ကအလုပ်ထဲမှာတင်တာအထက်ကို practice ကြောင့်ဖြစ်တာကွာအဲ့တော့အလုပ်ထဲမှာတင်တယ်ဆိုတဲ့ဟာကြီးကိုအများတန်းကြီးတော့ကင်မထားနဲ့ကုမ္ပဏီတစ်ခုနဲ့ run တဲ့ပုံစံမတူဘူးပြီးတော့ထားတဲ့ position တွေကလည်းတချို့နဲ့တချို့ကုမ္ပဏီနဲ့မတူဘူးကွာအဲ့တော့ဒီကုမ္ပဏီမှာအစုံသုံးလုပ်နေရပါမယ်ဒီဘက်ကုမ္ပဏီမှာအဲ့ဒီကောင် specific 900လောက်ခွဲပြီးခိုင်းနေတာအဲ့နေရာမှာကိုက900လောက်ခွဲတဲ့ခိုင်းတဲ့ကုမ္ပဏီကိုဝင်သွားမိတယ်ဆိုရင်ကိုယ့်ရဲ့ဒီ main title တစ်ခုဆိုဒီ title တစ်ခုကိုကိုင်နေပါအဲ့ကြတဲ့ပိုင်းတွေကအားနေပါအဲ့တော့မကျွမ်းဘူးလားမသိဘူးလားဆိုတဲ့ပိုင်းတွေပြန်ပါလာတယ်အဲ့တော့အဲ့ဒီဟာတွေကလည်းကုမ္ပဏီပေါ်မူတည်ပြီးတော့ကိုက build up လုပ်ရတာဖြစ်တဲ့အတွက် junior အနေနဲ့ဘာ land လုပ်တယ်လဲဆိုရင်ခုန Harry ပြထားတဲ့ဟာတွေအကုန်လုံး land ပြီးတော့အဲ့ဒီဟာဒါက land လုပ်တယ်ဆိုတာပဲမေးတာပေါ့နော်အကွယ်နဲ့ကြော်ပြီးပြောတာဘယ်ဟာကို hit မှာလဲ hit မဲ့ကုမ္ပဏီမှာကိုနည်းနည်းပို့ပြီးတော့ကျွမ်းတယ်လို့ခံစားရတဲ့ဟာတွေပြင် hit ကြည့်အဲ့ဒါဆိုရင်နည်းနည်းပို့ပြီးကိုယ့်အတွက် confidence ပဲပို့ရတယ်မိခွန်းနေအားလုံးကဆက်ဆက်နေတာဆိုတော့လေပေါ်လေးပြန်ကောက်ဒီအရင်ကောက်ပြောလို့ရတာဖြစ်နေတော့ဟိုလမ်းရမယ့်ဟာတော့ Harry ပြောထားတဲ့ဟာတွေကတော်တော်ပြည့်စုံတယ်အကိုတို့ခက်ကလည်းအကိုတို့ခက်မှာဝင်ကြားရတဲ့ခက်ကတကယ် tools ကျွမ်းတယ်ဆိုရင်ပဲအဲ့လိုမျိုးငြိမ်နေလို့ရတယ် tools ကျွမ်းတယ် tools ဆက်မှာလည်းခုနဘာတဲ့ထွက်လဲထွက်တဲ့ဟာလိုက်သိထားတယ်ဆိုလို့ရှိရင် brand လို့ရတယ်နောက်ပိုင်းကအဲ့ဒါလေးတွေပဲအဆင်မပြေတော့ဘူးဘာလို့အဆင်မပြေရလဲဆိုတော့တကယ်လဲ company ထဲမှာအဆင်မပြေဘူးဖြစ်တာ tools ပဲကျွမ်းတယ်ကျွန်တော် knowledge ဘာမှမရှိဘူး backend တွေ front တွေဘာမှလည်းနားမလည်ဘူးအဲ့ဒါဆိုလို့ရှိရင်ဆက်ဆက်ပြီးတော့ design တွေပဲဆွဲပြီးတော့အလားအပတွေကိုပဲ UI ကိုပဲ focus ထားနေလို့ရှိရင်တကယ်တမ်းကျတော့အဆင်ပြေမနေဘူးပါ
အဲ့ဒါကြောင့်နောက်ပိုင်း requirement တွေပြန်များလာအဲ့တော့များနေနောက်ပိုင်း AI ဖြစ်နေတော့အားလုံးသိဖို့လိုတယ်ဆိုတော့ AI နဲ့သိဖို့မလိုလူပါသိဖို့လိုတာဖြစ်နေတယ်လူတွေမှာပါ requirement တွေပို့အဲ့တော့အဲ့ဒီဟာတွေပေါ့မင်းကြီးရတယ်ပြအခုအနေနဲ့ကတော့လောက်ပါ ဟုတ်ကဲ့ပါကိုလာမင်းဆိုတော့ကိုလာမင်းပြောသွားတယ်ရောကိုရီပြောသွားရောပြည့်တော်လေးကိုပြည့်စုံပါတယ်ဆိုတော့ဒီမိကုန်းလေးကိုမေးထားတဲ့မိကုန်းပိုင်ရှင်လေးတဲ့ဒီဖြည့်လေးကိုတော့ကြမယ်လို့မျှော်လင့်ပါတယ်ဆိုတော့ကျွန်တော်နောက်မိကုန်းလေးကိုဆက်သွားအောင်နော်ဆိုတော့နေ့တိုင်းဒီဇိုင်းဆွဲပါများပြီးရောတဲ့စိတ်နေလာတာမျိုးညှဉ်းညူလာတာမျိုးကပုံမှန်ပဲလားတဲ့တစ်ခါတည်းအောင်ပြောတာပါတဲ့ဟုတ်ကိုလာမင်းရမယ်အရင်စအပြေပေးပါအဲ့ဒီမျိုးဘာလို့အရင်မေးတာအတက်ကြီးတဲ့ဆိုလို့လောက်တာဘာသာဘောလေးလို့ပြောကိုလာမင်းကခုနနောက်ဆုံးဖြေတာဆိုတော့ဟုတ်ပါအဲ့ဒါဖြစ်တာအကူကတော့ခုနပြောသလိုအသက်ကြီးလို့ဖြစ်တာပေါ့နော်ဂျားထဲမှာအကူတခါတော်တော်ဖြစ်တယ်ဆိုတာဘာဖြစ်လို့ဆိုတော့အကူကအမှ agency တစ်ခုမှဝင်တာအဲ့တော့တိတ်မကြခင်ကမှအဲ့ကနေ recommendation နဲ့တောင်းလာတာဆိုတော့အဲ့ဒါအတင်းလုပ်ပါဖြစ်တယ်အဲ့ဒီမှာတော့ပါလဲဆိုတော့ mainly target က travel and tour တွေကိုပဲသူက mainly ဖောက်တာပေါ့ဘာလို့အဲ့ဘက်မှာပောက်တာဟုတ်မြန်မာပြည်မှာကြောက်ထုံးစံတိုင်းပဲဒီ company ကဒီမှာ add ဆိုလို့ရှိရင်လိုက်အပ်ကြတာပါအဲ့ဟာဆိုတော့သူတို့ဘက်က maintenance ကြီးကလုံးဝပောက်ဒီ company တခုရတာဆိုတော့အဲ့ဟာရဲ့ portfolio တွေပြပြီးတော့ထက်ခေါ်တော့ company ကဟိုထက်ရ project ထက်ရတော့သူအဲ့မှာ mainly အဲ့ဒါဝင်တော့အဲ့မှာအခုဘာဖြစ်လာလဲဆိုတော့ travel and tour company website တွေကိုရုပ်လာတာဒါတွေကြီးပဲဖြစ်နေတာကွာအဲ့မှာတော်တော် fee တာမှာနောက်ဆုံးဘာမှ idea မထွက်တော့ဘူး travel and tour ဆိုတော့ကွာထားပါတော့ ticket ရောင်းနေပဲဘာပဲထားပါတော့အဲ့ဒါမျိုးဆိုလို့ရှိရင်ခုန destination ကြောင်းတွေပါမယ်အဲ့နေရာရဲ့အကြောင်းတွေပါမယ်ပြီးတော့လို့ရှိရင်ခုန tour ticket ဆိုတဲ့ tour bus ticket ဆိုတဲ့ bus ticket ဒါတွေလည်းပြရတာပေါ့အဲ့တော့ listing ပုံစံပြောင်းပြပါညာတော့ဒါပဲရှိတော့လားအဲ့တော့ပုံမှာမြန်မာမှာရှိတဲ့ဟာကျတော့ package တွေကို mainly ပြတာဆိုတော့ day 1 ပဲသွားမယ် day 2 ပဲသွားမယ်ဆိုတဲ့ဟာတွေကိုပဲ UI မတူအောင်တွေပြောင်းပြရတယ်မှာအဲ့မှာတော်တော်လူကဘာလို့မှမသိတော့ဒါကြောင့်လေဒါတွေပဲဖြစ်နေတာဟုတ်တယ်အဲ့တော့ကိုယ့်နဲ့ကိုပဲဆွဲနေတာဆိုတော့ကိုမြင်ပြီးတော့ညမှာ fee ဖြစ်လာပြီးတော့အရင်ယူတယ်ဆိုတဲ့အခြေအနေကြီးအဲ့တော့တော်တော်ဖြစ်ခဲ့ဘူးလေအပြင်မှာတော့လို့ထုံပြောခဲ့ဘူးခင်ဗျအဲ့တော့ငယ်တာလည်းပါမယ်ငယ်သေးလို့ပေါ့နော်ပြောမှသူရှိရလဲပါတာအဲ့တော့အဲ့လိုဖြစ်တယ်ဖြစ်တော့ဘာဖြစ်သွားလဲဆိုတော့နောက်ဆုံးperspective ပြောင်းပြီးတော့ဒီဟာပဲဒါပေမဲ့တခြား၄ယောက်တွေမှာဘာတွေရှိလဲဆိုရယ် reference လိုဟာမျိုးပြောင်းရှာလိုက်တဲ့အချိန်မှာနည်းနည်းအာရုံနဲ့ပြန်ပြောင်းသွားတယ်အဲ့တော့ mainly အဲ့မှာဘယ်မှာသွားပြီးတော့အဆင်ပြေသွားလဲဆိုတော့ trend တွေပြောင်းလာပြီးတော့အဲ့လို profile လို့ company profile လို့ပြတဲ့ဟာတွေက style တွေစချိန်ကြအဲ့တော့အရင်တော့ company profile လိုမျိုး company website တွေလုပ်တယ်ဆိုလို့ရှိရင်လုံးဝဒုံးလီတွေပေါ့ဒီမှာ4000ဆန်ကြီးတွေဘာတွေပြနေတလန်နေပြီးတော့နောက်ပိုင်းလိုမျိုး core effort တွေအရင်များလာတဲ့ဟာမျိုး horizontal တွေစပြီး apply လုပ်တဲ့ဟာတွေ trend လာတဲ့အချိန်မှာအဲ့မှာပါနေတဲ့တချို့ section တွေကိုဒီဘက်မှာ travel လို့မပြန်ထည့်ပြီးသုံးတဲ့အချိန်မှာအဆင်ပြေတယ်အရင်တော့ကျတော့လိုမျိုးပေါ့နော်ဘယ်လိုပြောမလဲပုံသေးပဲပြောရမလားဒါဆိုလို့ရှိရင်ဒီလိုပုံစံနဲ့ပဲတွားတဲ့ဟာမျိုးကိုပဲ customer တွေကြိုက်ကြတာအဲ့တော့အဲ့ဒီအချိန်မှာခုနလိုမျိုးကိုယ်တွေးလို့စမ်းပြီးတော့မတူတဲ့ဟာတွေကိုပေါင်းပြီးတော့လုပ်ကြည့်လိုက်တယ်လုပ်ကြည့်ပြီးတော့ခုနပြောတဲ့ soft skill လို့ဟာမျိုး customer ပြန်ပြီးတော့နားချတာမဟုတ်ဘူးအမားတို့ကဒီလိုချင်တာဆိုဟုတ်ဘူးအမားဒါဒီလိုရှိပြန်ပြီးသူ့ကိုပြန်ပြီး perfect လုပ်တဲ့ဟာမှာပြန်ပြီးအောင်မြင်လာတဲ့အချိန်ကျတော့နည်းနည်းပြန်ပြီးတော့ခုနပြင်းတဲ့ကိစ္စပြန်ပြောင်းသွားတယ်အဲ့မှာပြောတော့လဲဆို customer ဟိုလိုမျိုးတွားပြီးတော့အသက်ကျွေးတယ်ဆိုတဲ့ feeling ကကြိုက်သွားတာပေါ့အဲ့တော့ customer ဒါတွေပဲကြိုက်တာဘယ်လောက်ထိအောင်ဒါတွေပဲကြိုက်လဲဆိုလို့ရှိရင်တော့ဟိုကလို blank space မရှိအောင်ဟို white space ဆိုပြီးကွာ fee တက်တဲ့အချိန်မှာမဟုတ်ဘူးလေမောင်လေးနောက်မှအဲ့လိုညွတ်နေတယ်တခုခုထည့်လိုက်ပါလားအမထည့်ကြမရှိတော့ဘူးကွာအဲ့ဆိုပတန်လေးထည့်လိုက်4000ကွက်လေးထည့်လိုက်အဲ့လိုမျိုးတွေကွာအဲ့ခက်ကလိုမျိုးတွေရှိတာဆိုတော့အဲ့လို white space တွေဘာတွေကိုလည်းမရတဲ့ဟာမျိုးတွေအဲ့ဒါမျိုးတွေကိုဖြည်းဖြည်းနဲ့ဟိုပြောင်းပြီးတော့ try တဲ့ဟာလေးတွေအဖို့အဆင်ပြေအဲ့တော့နေတိုင်းတစ်ပိုင်းဆွဲပါများတယ်ဆိုတော့အဲ့ဒါ UI တွေကြီးပဲလိမ့်ခိုင်းနေအောင် UX ကိုပြောင်းကန်ကြည့်ပြန်ပြောပါလိမ့် UX ကိုပြောင်းရတယ်လို့ရှိရင်ခုနလိုမျိုးpoint တွေတက်ခေါင်းတွေ sensor sticky note တွေကတ်နေဖတ်ကြတယ်အဲ့မှာ fee ပြောင်းသွားဆိုလို့ရှိရင်ဆွဲရတဲ့ဟာdesign ဆွဲတာဆိုတော့ဒါပဲလို့ပြောတော့အဲ့တော့စောစားခြင်းမှာမှန်တယ်အငယ်တွေမှာဆိုလို့ရှိရင် UI ကို focus ထားပြီး run ရတာမျိုးပဲအဲ့ဒါကြောင့် design ကို join နေတဲ့သူတွေကတော့ UI ကို main ကန်ကြတယ်ဘာအလှပတွေကိုပဲလုပ်မယ်ဆိုတဲ့ဟာတွေဖြစ်နေပေမဲ့ UX ကိုလည်းကန်ကြည့်တဲ့ဆိုလို့ရှိရင် UX ကဘာလဲဆိုတော့လို့ဆရာကြီးလောက်ရတာကြိုက်တဲ့သူလို့သူများကိုလွှမ်းမိုးချင်တဲ့သူပါလဲဆို UX နဲ့ကန်ကိုယ့်ဘက်က frame ချလိုက်တဲ့ကောင်နောက်ကသူလိုက်လောက်သွားတာပေါ့အဲ့ဒါနေပုံစံမျိုးအဲ့တော့အဲ့ဒါမျိုးလေးတွေဆိုလို့ရှိရင်ကျတော့အပြောင်းလဲဖြစ်တယ် design တွေကြီးပဲဆွဲနေရတယ်ဆိုတဲ့ဟာကအကိုကပြောသလိုအဲ့ဒီ point တွေပါနေမယ်လို့တော့ကိုထင်တယ်အဲ့တော့ UI ကြီးပဲမ try နဲ့ UX လည်း try ကြည့်ပြီးရင်အသက်တွေရှာကြည့်
အဲ့လို agency တို့ဘာလို့ဆိုလို့ရှင်နောက်ပိုင်းတော့ဘယ်လို run ကြလဲတော့မသိဘူးအကိုတို့တော့ကတော့အဲ့လိုမျိုး agency တို့ဘာလို့ဆိုရင်ကဘယ်လိုပြော business sector တခုတိုင်အောင်ကြိုးစားကြတာကွာဒီဘက်မှာဖောက်လို့ပေါက်တယ်ဆိုအဲ့ဘက်ကိုဖိပြီးဖောက်တာဆိုတော့အခုတော့ agency ကထွက်ပြီးတော့ဟို corporate တွေပဲဝင်နေတာဆိုတော့အဲ့ဒါတွေသိမသိတော့ဘယ်လိုရောသွားနေတယ်တော့မသိဘူးနောက်ပိုင်းကတော့ဟိုအတွေးကြတဲ့ထဲထဲမှာဘာလဲဆိုတော့ agency ဝင်နေဆိုလို့ရှိရင်အများကြီးမတူတာတွေကန်ရတယ်ဆိုတော့ခေါင်းထဲမှာအဲ့လိုအသိနဲ့ဝင်ကြတာများဒါပေမဲ့နေရာတိုင်းအဟုတ်မလဲခုနအခုလိုဖြစ်တော့ဝင်တော့ဝင်သွားတယ်ဒါပေမဲ့အများကြီးတော့အစားပိုင်းတော့ခံရပြန်ဒါပေမဲ့သူတို့ပောက်တဲ့ center တစ်ခုတွေ့သွားတဲ့အချိန်မှာအဲ့ကောင်ဖိဖောက်တဲ့ခါမှာကိုက corporate လိုကြီးတက်ဖြစ်သွားတာကွာဒါပေမဲ့ဒါတွေပဲနေတိုင်းလုပ်နေရတယ်ဆိုတော့ဒါပေမဲ့မတူ corporate ကမှဘာသက်တာလဲဆိုတော့ဒီ brand ဆိုဒီ brand ဒီဟာကိုပဲဒီနေ့မှ logo ကိုပဲရွှေ့နေတာတွေ့အဲ့နာနဲ့တော့သေးတယ်ဟိုအဲ့လိုမဟုတ်ဒီ brand နောက်တစ် brand ပြောင်းသွားနောက်တစ် brand မှာဒီ brand နဲ့မတူချင်ဘူးဆိုတဲ့လူကတစ်မျိုးတူချင်တယ်ဆိုတဲ့လူကတူတယ်ဆိုတော့ကွက်တီလည်းတူမပေးချင်ဘူးလေငါဆွဲထားတာအိမ်မှာပြန်ဆွဲကြတော့အရင် customer တွေ့ငါဆွဲမှာပေါ့ဆိုတာဖြစ်တာတစ်မျိုးမတူချင်ဘူးဆိုတဲ့အချိန်မှာကအစ်စ်ဘာထုတ်မှမသိတော့ညှင့်မရပြုတ်မရတဲ့နေမှာတစ်မျိုးအဲ့ဒါမျိုးတွေပေါ့အဲ့တော့ UI UX designer မှာရှိရမှာ skill set တွေရှိတယ်အဲ့ဒါတွေအကုန်လုံးခြာရေးကြည့်မှာတခုတည်းမှာခဏခဏလုပ်နေတယ်ဆိုရင်တော့ example တွေပေးရတော့မှလည်းတူပါတယ်ဒါတွေပဲခဏခဏလုပ်နေတယ်ဆိုတော့ညီးယူလာတယ်အဲ့ဒါအများနဲ့ဖြစ်တယ်အဲ့တော့ ethically နဲ့ပြောင်းကြည့်ကြည့်ဒါပေမဲ့ကိုယ့်ရဲ့ scope ထဲကမထွက်နဲ့ဒီ scope ထဲမှာလုပ်လို့ရတာတွေအများကြီးပဲဟုတ်တယ်ရှောင်းမဆက်နဲ့နော် scope ထဲရတယ်ပဲဆက်ဒီကို scope ထဲမှာကိုလုပ်ရမယ်ဆိုတဲ့ဟာတွေမှာတခုခုအများတိုင်းလုပ်နေရတယ်ဆိုတော့ဒါဟာလေးနဲ့ try ကြည့်အဲ့ဟာလေးတွေကတကယ်တော့ UI UX မှာလည်းမှာပါရမယ့်ဟာတွေအကုန်လုံးပါတယ်တခုတည်းကြီးပဲလုပ်နေတယ်ဆိုရင်တော့ညီးယူလာမှသိကြတယ်အဲ့တော့ channel scale set လေးတွေကိုမျှမျှပြီးကိုယ့်အတွက်လည်းပိုကောင်းတယ် pay up လုပ်တယ်ဆိုတဲ့သဘောပေါ့နော်အဲ့တော့အဲ့ဒါလေးတွေပဲနည်း try ကြည့်အဲ့ဒါဆိုတော့ဒီကနေ့ပြောညီးစေပါပြင်းစရာအချိန်မရှိပါဘူးလောင်ကျွမ်းနေတဲ့ဟာကိုညီးညူလာတယ်ဆိုတော့ဖြစ်နိုင်တယ်ရှိတယ်နောက်ပိုင်းကျလို့ရှိရင်လောင်ရနေတယ်မတူရတဲ့မှာလောင်ဘယ်မှာလောင်ဘယ်မှာလောင်ကွက်လည်းကိုလောင်ဆမ်းမရှိဘူးအဲ့တော့နောက်ပိုင်းကျညီးညူလာတယ်လောင်လာဖက်သွားမယ်လို့ဒါကြိုပြီးပြောကြမှာလေပေါ့ကဲပါဟုတ်ကဲ့ပါဟုတ်ကိုလာမင်းပြောသွားတဲ့မှာဆိုရင်တော့မတူတဲ့ဟာတခုတော့ try ကြည့်ပေါ့နော်ဥပမာကိုက UI ဘိုင်းပဲကိုင်နေရဆိုရင်လည်း UX ဘိုင်းကိုလည်းထပ်ပြီးတော့ try ကြည့်ပေါ့နော်အဲ့ဒါလေးလုပ်ကြည့်တယ်ဆိုရင်တော့ကိုကစိတ်ညစ်လာမျိုးညှဉ်းညူလာမျိုးကတော့နဲပုံမှန်ထက်တော့နဲလာမယ်လို့တော့ကျွန်တော်လည်းမြင်ပါတယ်ဆိုတော့ကို Harry ဆိုရင်ရောအဲ့လိုမျိုးဖြစ်ဘူးလားတော့ပေါ့နော်စိတ်ညစ်တာညှဉ်းညူလာမျိုးဖြစ်ဘူးလားဆိုဖြစ်ဘူးလေအခုထိလည်းဖြစ်တော့မယ်ဟုတ်လည်းဖြစ်တော့မယ်ဆိုတော့ကျွန်တော်လည်းကိုယ်ပဲနဲ့တူတယ်ပထမစချင်းကျွန်တော်တို့လုပ်တဲ့ agency မှာဆိုလို့ရှိရင်သူကတော့ project ကတော့အများကြီးလာတယ်ဗျာဒါပေမဲ့ပြဿနာကဘာလဲဆိုတော့pattern တွေတူပဲ e-commerce လုပ်မယ်ဆိုလို့ရှိရင် e-commerce ကဒီ pattern တွေပဲလာတာဥပမာဗျာဒီnavigation ကအစ user flow တွေကအစဒီပုံစံတွေပဲဆိုတော့တားပြင်းလာဘာလုပ်စရာလဲမရှိဘူးဆိုတော့အဲ့လိုချိန်နေဆိုတော့ကျွန်တော်တို့ဒီခဏကောလို့မျိုးပဲတခြား process ကိုကျွန်တော်တို့ပြောင်းကြည့်ရပါတော့အခုအလုံးမှာလည်းအဲ့လိုဖြစ်တယ်ဆိုတော့ကျွန်တော်တို့အခုလောက်ကလည်းဒီ point of sale ပုံစံမျိုးတွေလောက်ကြတာများရတယ်ဗျာဆိုတော့ကြည့်လိုက်တယ်ဆိုလို့ရှိရင်ကဏ္ဍနေမြင်ရမယ်ပြီးရင်စာကြောင်းနေမြင်ရမယ်ပြီးရင်user scan ထောက်ရမယ်ဒါပဲရှိရတော့သူindustry chain ဝင်အားပြောင်းမှာ supermarket ကနေပြီးတော့မှကျွန်တော်တို့ဒီ taxi ဆိုင်ပြောင်းသွားတာမျိုးပဲဖြစ်ဖြစ်စားတော့ဆိုင်ပြောင်းသွားဖြစ်ဒီပုံစံနေပဲဆိုတော့တရက်ဒါတွေပဲမြင်နေရတဲ့အချိန်မှာကိုကပြင်းလာတော့မလုပ်လဲဆိုတော့ဒီ focus ပြောင်းကြည့်ရပါတော့ interface ကိုကမဆွဲတော့ပဲနဲ့အခုနောက်ပိုင်းကန်ကောင်းတာ Figma Make တွေပါပေါ်လာ Figma Make မှာငါးဒီယာလိုချင်တယ်ဒါကို design ထုတ်ပေးလိုက်အဲ့တော့ design မဆွဲရတော့ပဲနဲ့ကျွန်တော်ဘာလုပ်လဲဆိုတော့ဒီထွက်လာတဲ့ prototype ကိုကင်ပြီးမှ user base တယောက်ချင်းစီလိုက်ပြီးတော့ stakeholder တွေလိုက်ပြီးတာဒီလိုမျိုးလုပ်တယ်ဆိုလို့ရှိရင်အဆင်ပြေလားဘာတွေအခက်အခဲရှိလဲဘာတွေလုပ်နိုင်လဲမင်းတို့ဘာတွေကြိုက်လဲဘာမကြိုက်ဘူးလဲဆိုတော့ကျွန်တော်ရဲ့ focus ကဒီ design ဆွဲရတယ်လဲဆိုလို့ရှိရင်လိုက်ပြီးစကားပြောရတဲ့ပုံစံဘက်ကိုပို့ပြီးရောက်သွားတယ်ဆိုတော့လောလောပို့ပြီးမှကြော်လာတယ်စစချင်းဒီ design ပဲဆွဲနေကြမှာနည်းပြင်းတယ်ပေါ့နော်လောလောပို့ပြီးကြော်လာတယ်အဲ့ဟာလုံးနေနေမှာနည်းနည်းဒီ AI ခိုင်းလိုက်သူတို့နဲ့စကားပြောလိုက်ကိစ္စကိုပြင်းလာတဲ့အချိန်မှာဘာတစ်လုပ်လဲဆိုတော့ focus ဆက်ပြောင်းပြီးမှ website တက်လုပ်တယ်ရုံကတော့မခိုင်းဘူးဒါပေမဲ့ကျွန်တော်လုပ်ရမယ့်ဟိုထဲမှာပါတယ်ဗျာကျွန်တော် scope ထဲမှာပါတယ်ဒါပေမဲ့ရုံကမခိုင်းဘူးကိုယ့်ကိုလုပ်လိုက်တယ်လုပ်ပြီးတော့မှ boss ကိုတပြငါမင်းတို့တော့ website လုပ်ပြီးထားတယ်ဒီကအဆင်ပြေလားသူကလည်း okay အဆင်ပြေတယ်ဘယ်ရပြင်ကျွန်တော်အဲ့ဒါပြင်တယ်အဲ့အချိန်မှာနောက် department တစ်ခုကလာပြီးမှငါတို့ဒီဟာပြဿနာတက်နေဒီဟာလာရှင်းအဲ့ကြရင်တရှင်းမိလိုက်တယ်ဆိုတော့အဓိကတော့ focus တွေပြောင်းသွားပြီးတာပို့ပြီးတော့မှအဆင်ပြေတယ်ပေါ့နော်အခုဆိုကျွန်တော်ဘယ်လိုဖြစ်နေလဲဆိုတော့ရုံးလုပ်တွေကိုပြင်းနေတာရုံးလို့ဒီစိတ်ညစ်နေတာဘာတည့်ဒါတွေပဲလုပ်နေရအဲ့တော့ဘာလုပ်လဲဆိုတော့ကိုယ့်ကို personal project လေးလိုက်လုပ်တယ်
ဆိုတော့ခဏကကိုယ်ပြောလို့မျိုးကိုယ့်ရဲ့ဒီ scope ထဲမှာပါတဲ့ဟာတွေလည်းအကုန်လုံးအဲ့ဒါမှပြင်သွားပြီဆိုလို့ရှိရင်ကိုယ့် personal project တွေရှောက်လို့ပြီးတော့မှစိတ်ကိုပြန်ပြောင်းကြည့် focus လေးပြန်ပြောင်းကြည့်ရင်ငကိုကျွန်တော်လုံးဝမဲ့အလုပ်ကိုပြန်လုပ်တဲ့အချိန်မှာဒီစိတ်တလူတနဲ့ fresh mind နဲ့ကျွန်တော်တို့ idea တစ်တွေပို့ပြီးတော့မှရတယ်ပို့ပြီးလုပ်လို့အဆင်ပြေတယ်ပေါ့နော်ဟုတ်ဒါတော့ကျွန်တော်ပေးချင်တဲ့ suggestion ပါဟုတ်တယ်အဲ့ဒါဟိုကလေကျွန်တော်တို့ဟိုကလည်းအတူတူပဲခရီးထွက်လိုက်ပြီးလို့ပြန်လာလို့ရှင်လောက်ရလမ်းနဲ့ဆိုတဲ့အားလိုမျိုးတွေenergy fresh ပဲအဲ့တော့အဲ့လိုမျိုးပဲခရီးထွက်တယ်ဆိုတာကျတော့ခုနတက်ကြီးထက်လောက်ရတဲ့ကိစ္စတွေရှိတယ်ကွာအဲ့တော့ break ကြီးလုံးဝယူလိုက်ရတာမျိုးမဟုတ်ဘဲနဲ့ကိုယ်ထဲထဲမှာဟိုပဲဒါကကျွန်တော်ခုနပြောသလိုပဲ UI UX မှာတွေမှာလုံးကြရအများကြီးပဲအဲ့တော့ဒီဘက် focus တရားဟိုဘက် focus တာပင်တစ်ခုပေါင်းပြီးလုပ်ကြည့်ပင်တစ်ခုထပ်တောင်းကြည့်အဲ့ဒါမျိုးတွေနဲ့ပတ်သက်သွားလိုက်လို့ရအောင်မလုပ်ကြမရှိဘူး test နဲ့ဝင်နေလိုက်လို့ရတယ် test နဲ့ဝင်နေတော့ကိုယ်ကခုနလိုပဲဟို pain point တွေကိုပြန်ရှာအဲ့လိုထိုးလေအဲ့ဒါဆိုလို့ရှိရင်တစ်ခုဖြစ်သွားတာအဲ့တော့ time ဆွဲနေရတယ်ဆိုတော့တစ်ခုတည်းတော့လုပ်နေတာတော့ဂျူနီယာမှာတော့ဟိုပါဘောနော် practice အနေနဲ့ဖြစ်နေပြီးကောင်းနေပြီမဲ့နည်းနည်းအချိန်ကြာလာတယ်ခုနကသူပြောသလိုတကယ်ညီးညူလာတကယ်ဖြစ်တယ်အဲ့တော့heavy ပြောသလိုပဲ focus လေးကြောင်းကြည့်ကြည့်ပေါ့အဲ့တော့ first practice ပဲကဲပါโอเคပါကို heavy ပြောတဲ့အထက်မှာလည်းတကယ်မှတ်သားစရာလေးပါတယ်ပေါ့နော်အဓိကတော့ personal project လေးထပ်ပြီးတော့လုပ်ပေးတာလည်းကိုစိတ်တစ်မျိုးပြန်ပြီးတော့ပြောင်းလာနိုင်တယ်ပေါ့နော်ပြီးတော့ fresh mind နဲ့ပို့ပြီးတော့ဖြစ်နိုင်တယ်ပေါ့ဆိုတော့ဒီမေကုန်းမေးထားတဲ့ဒါမေကုန်းပိုင်ရှင်လေးတဲ့ဒီဖြေလေးကိုသိပြီးတော့ကျင်းနေအားရမယ်လို့ထင်ပါတယ်ဆိုတော့နောက်မေကုန်းလေးကိုဆက်လိုက်အောင်နော်ဆိုတော့အလုပ်ရဖို့ခက်ခဲနေရကိုမှဘာလိုအပ်ချက်ရှိလဲသိချင်တာမျိုးပါလေ as a junior ပေါ့ဟုတ်အဲ့ဒါဆိုရင်တော့ကို heavy ရပဲကျွန်တော်ပြန်စလိုက်မယ်နော်ဟုတ်ဆိုတော့ဒီမေကုန်းကပေါ့နော်ကျွန်တော်နည်းနည်းဖြေရတာကြက်တယ်ဆိုတာဘာလိုအပ်ချက်ရှိလဲဆိုတာကျွန်တော်တို့ဘယ်လိုပြောမလဲမမြင်နေဘူးဗျာအဲ့တော့ကျွန်တော်တို့ general အနေနဲ့ပဲကျွန်တော်တို့ပြောလို့ရတယ်ပေါ့ဆိုတော့ဒီကျွန်တော်ကို mentor တယောက်ပြောခုတာရှိတယ်ဆိုတော့ဒီအလုပ်ရှာတဲ့အချိန်မှာအလုပ်ရဖို့အတွက်ပေါ့နော်ဘာဖြစ်ဖို့လို့လဲဆိုတော့ကျွန်တော်တို့က easiest possible hire ဖြစ်ဖို့လိုအပ်တယ်တဲ့ဆိုတော့ကိုကအလုပ်ဒီ hire လုပ်ဖို့တည်းမှာအလွယ်ကူဆုံးဖြစ်ဖို့လိုအပ်တယ်ဆိုတော့အလွယ်ကူဆုံးဆိုတဲ့နေရာကိုကျွန်တော်ထပ်ပြီးမေးကြအောင်ဆိုတော့အလွယ်ကူဆုံးဆိုတာဘာကိုပြောတာလဲပေါ့ဒီပြောတာကတော့ဒီ qualification တွေရှိမယ်ဗျာပြင် skill set တွေရှိတယ်ဆိုတော့ဒီ company ကလိုအပ်တဲ့ qualification နဲ့ skill set တွေကကိုယ့်စီမှာအကုန်လုံးပြည့်စုံနေတယ်ဆိုတော့ကိုယ့်ကိုငှားလိုက်လို့သူတို့ကဒီဟာအတွက်ကိုတကူတကထပ်ပြီး training ပေးကြမလို့တော့တခြားလူကိုထပ်ပြီးခေါ်စရာမလိုတော့ဘူးဆိုတော့ဒါကသူတို့အတွက် easiest ဖြစ်တယ်ပေါ့နောက်တစ်ခုက availability ဆိုတော့location ပေါ့နော်ဥမာဒီ on site တွေဆိုလို့ရှိရင်ရုံနဲ့နီးတဲ့လူဆိုလို့ရှိရင်သူတို့ပို့ပြီးမှသဘောကျတယ်ဆိုတော့သွားလာတာလွယ်တယ်ပေါ့နော်ဆိုတော့ဥမာရုံနောက်ကျတဲ့ကိစ္စတွေလည်းနည်းနည်းပါ chance နေဝါနိုင်နေဆိုတဲ့ပုံစံမျိုးတွေရှိရဆိုတော့ဒီ on site ဆိုလို့ရှိရင် location တွေကြိုက်ကြတယ်ပြီး time zone တွေသဘောကျကြရှိ time zone တွေရွေးကြရှိတယ်ပြီးလို့ရှိရင်နောက်ထပ်ကဒီ company မှာဒီအဲ့အလောက်က urgent ဖြစ်နေရဆိုလို့ရှိရင်ဒီ company မှာဒီ earliest time ပေါ့နော်ဆိုတော့ဘယ်အချိန်မှာစနိုင်မလဲဆိုတော့ဒီ availability ကလည်းသူတို့အတွက်က easiest ဖြစ်နေရမယ်နောက်တစ်ခုက resourceဆိုတော့ကိုယ်စီမှာရှိတဲ့ skill set တွေပြီးသူတို့စီရရှိတဲ့ skill set တွေနဲ့လည်းကိုက်ညီရမယ်ကိုတောင်းတဲ့ demand ကလည်းသူတို့ပေးနိုင်တဲ့ supply ရဲ့ easiest ဖြစ်နေရမယ်ဒီလိုမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်ကိုယ့်အတွက်က easiest possible higher ဖြစ်မယ်ပေါ့ဆိုတော့ဒါကတော့ကျွန်တော်ရဲ့ဒီ mentor တယောက်ပြောခဲ့တဲ့ဒီအချက်ပေါ့နော်ဆိုတော့အဲ့ဒါပုံမူတည်ပြီးမှကျွန်တော်ကဒီအလုပ်ရှာတဲ့အချိန်မှာကျွန်တော်ဘယ်လိုမျိုးမြင်လဲဆိုတော့ background ကိုကျွန်တော်မြင်လိုက်တယ်အလုပ်ရှာတဲ့ဥစ္စာကြီးကိုဆိုတော့ဆိုတော့ကျွန်တော်ကြာကိုကအလုပ်ရှာမယ်ဆိုတဲ့အချိန်မှာကိုယ့်ရဲ့ background ကိုတီးဖို့လိုအပ်တယ်ဟောကိုကစစ်တိုက်သွားမယ့်အချိန် background သွားမယ့်အချိန်မှာကိုယ့် background က laser တွေနဲ့ပြစ်နေတဲ့နေရာဗျာအဲ့နေရာမှာကျွန်တော်တို့ကဓာတ်နဲ့ကင်ပြီးဝင်သွားလို့မရအောင်ဆိုတော့ကိုယ့်ရဲ့ background မှာဘာလိုအပ်လဲဆိုတဲ့အရာတီးဖို့အရေးကြီးတယ်ဆိုတော့အဓိကတော့ကျွန်တော်ဆိုရင်ဘယ်လိုလုပ်လဲဆိုတော့ GD ကျွန်တော်လိုက်ဖတ်တယ်တစ်ခုချင်းစီလိုက်ဖတ်တယ်ထပ်ပြီးတော့မှ GDS skill တွေကျွန်တော်ဆွဲထုတ်လိုက်တယ်ထပ်ပြီးတော့မှ DJD ရဲ့ skill set ကကျွန်တော်စီမှာလိုအပ်ချက်ရှိနေလားဒါမှမဟုတ်ကျွန်တော်သိပြီးသားလားအကယ်လိုအပ်ချက်ရှိနေရဆိုရင်ကျွန်တော်ဒီဟာကို learning လုပ်တယ်ရှိပြီလားဆိုလို့ရှိရင်ကျွန်တော်ဒီဟာကိုဒီ company ကိုကျွန်တော် shop ဖို့အတွက်အဆင်ပြေတယ်ပေါ့ဆိုတော့ကိုယ့်ရဲ့ဒီ background မှာလိုအပ်မယ့်အရာတွေကျွန်တော်အရင်ဆုံးပြင်ဆင်တယ်ပြင်ဆင်ပြီးတော့ကျွန်တော်ဆက်သွားတယ်ပေါ့ဆိုတော့ဒါကတော့ကျွန်တော်အဓိကလုပ်လို့ရှိတဲ့ပုံစံဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးကျွန်တော်prepare လုပ်ထားတာတစ်ခုရှိတယ် dashboard ပုံစံမျိုးလေးပေါ့နော်ဒါကျွန်တော်ကိုဒီ session ပြီးလို့ရှိရင်ကျွန်တော် link လေးကျွန်တော် share ပေးလိုက်မယ်ဆိုတော့အဲ့ဒါကကျွန်တော်ဘာလုပ်ထားတာလဲဆိုတော့ဒီဒီအခု90လောက်ရှိမှထင်တယ်အဲ့ဒါကိုကျွန်တော် analysis လုပ်ကြည့်ထားတာအဓိကတော့ကျွန်တော်လုပ်ချင်လို့ပေါ့နော်ကျွန်တော်လိုအဲ့လိုကျွန်တော်လုပ်ထားတဲ့ဥစ္စာပေါ့အဲ့ဒါဆိုကျွန်တော်တို့ဘာနေလဲဆိုတော့ဒီ
mention လုပ်တဲ့ skill တွေဥပမာ strategic skill တွေပါတယ် execution skill တွေပါတယ်ပြီးလို့ရှိရင် technical bridge တွေပါတယ်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့ landing လုပ်ထားနိုင်တယ်ဆိုလို့ရှိရင်ဒီကိုကဒီဟာနဲ့ပတ်သက်ပြီးလို့အချက်ရှိနေသေးတယ်ကျွန်တော်တို့ဖြည့်ပေါ့ဒီဟာနဲ့ပတ်သက်ပြီးတော့တော်တော်များများ ready ဖြစ်ပြီဆိုလို့ရှိရင်အလုပ်ရှောက်လို့ရပြီဆိုတော့ဒါကတော့ဒီအလုပ်ရဖို့ခက်ခဲတဲ့အထက်မှာဒါတစ်ချက်ပါပေါ့နော်နောက်တစ်ချက်ကကျွန်တော်တို့ဘာမြင်လဲဆိုတော့ကျွန်တော်မြန်မာမှာတော့ ATS system နဲ့တုံးလာတော့မသိကျွန်တော်တို့ဒီဟိုဘက်မှာဒီ remote ဘက်မှာဆိုလို့ရှိရင် ATS system တွေတော်တော်များများသုံးကြတယ်ကိုယ့်ရဲ့ resume က ATS friendly မဖြစ်ဘူးဆိုလို့ရှိရင်ပထမဆင့်မှာကြည့်ရပေးတာဥပမာကျွန်တော်ဆိုပထမတစ်ခေါက်ဖြစ်တဲ့တဲမှာရှိတယ်ကျွန်တော်ရဲ့ resume ကိုကျွန်တော်ဒီကိုယ့်ရဲ့ portfolio နဲ့ကိုင်အောင်ဆိုပြီးမှအယောင်တွေပါထည့်ထားတာရှိတယ်ဗျာဒီဓာတ်ပုံတွေနဲ့ထုတ်ပြမှာ PDF ပြန်ပြောင်းလိုက်တာအဲ့တော့ပြဿနာဘာဖြစ်လဲဆိုတော့ဒီမှာ ATS တွေကောက်ထည့်လိုက်တဲ့အချိန်မှာကျွန်တော်ရဲ့ resume တစ်ခုလုံးသူဖတ်လို့မရအဲ့တော့သူကရှင်းတယ် resume နဲ့မှာဖတ်လို့မရတော့ score ကမတက်ဘူး score မတက်တော့ဒီကောင်ငောင်းနဲ့အဆင်မပြေဘူးဆိုပြီးမှ reject ပါအဲ့ဒါဘယ်မှာတိလဲဆိုတော့ဒီကျွန်တော်ဒီ recruiter တယောက်ကျွန်တော်သွားပြီးမေးကြည့်တာ reject ပို့လာကျွန်တော် recruiter တယောက်မေးကြည့်ငါရဲ့ resume တော့ငါပို့ထားရပေါ့နော်ဒါပေမဲ့ငါဘာ improve ပို့လို့လဲငါသိချင်တယ်အဲ့တော့ဒီတစ်ချက်လောက်ကြည့်ပြီးလို့ရမလားဆိုပြီးသူသွားပြီး suggestion တောင်းတဲ့အချိန်မှာသူကတော့ပြောတယ်မင်းရဲ့ resume ကိုငါတို့ ATS နဲ့ထည့်လိုက်တဲ့အချိန်မှာဘာမှမထွက်လာအဲ့တော့ကြောင့်မလို့ reject လုပ်တာဆိုတော့ဟိုအခက်ခဲဖြစ်နေရတာလေဒီ local ဆိုတော့ကျွန်တော်မသိဘူးသုံးတော့ကျွန်တော်မသိဘူးပေါ့နော်ဆိုတော့အကယ်၍ဒီ remote လိုမျိုးရှောင်းနေတဲ့အချိန်မှာဆိုလို့ရှိရင်အလုံးမရအောင်ဆိုတာဒါကြောင့်လည်းဖြစ်နိုင်တယ်ဆိုတော့အဲ့ဒါလေးကိုနည်းနည်းလေးပြင်ပြီးပြောင်းဖို့လိုအပ်တယ်ပေါ့နော်ဆိုတော့ skill set ရယ်ပြီးရင် preparation ပိုင်းရယ်ပြီးခဏကျွန်တော်ပြောတဲ့ ATS ပုံစံမျိုးဒါလေးပြင်ပေးမယ်ဆိုလို့ရှိရင်တော့ဒီအဆင်ပြေမယ်လို့တော့ကျွန်တော်မြင်တယ်ဟုတ်ကဲ့ပါကိုဟယ်ရီပြောထားတဲ့ကိုဟယ်ရီပြောရတဲ့မှာပေါ့နော်ခုန ATS system ဆိုတာကလည်းဒါ local မှာတော့တချို့ကုမ္ပဏီကြီးတွေကတော့စပြီးတော့သုံးနေကြရပေါ့နော်ဆိုတော့ခုနောက်ပိုင်းကတော့ဒီ ATS system ကတော့တော်တော်လေးအရေးပါလာတယ်ပေါ့နော်ကိုယ့်ရဲ့ resume မှာတော့ဒီကိုယ့်ရဲ့ skill set အပြင်ဒါဒီ job requirement နဲ့ကိုက်ညီရဲ့ဒါ skill တွေပါထည့်ပြီးတော့ပို့ပြီးတော့ကောင်းတာပေါ့နော်ဆိုတော့အဲ့ဒီခါမှဒါကိုဟာ reject ဖြစ်နိုင်ကြရင်တော့ပုံနေတာပေါ့ဟုတ်ဆိုတော့ကိုလာမင်းရောဒီအပိုင်းမှာဗာလေးများထပ်ပြီးဖြစ်စောပြောခြင်းနေတယ်မသိဘူးဟုတ်ခုန Harry ပြောတဲ့ဟာလည်းဟုတ်တယ်ပြီးတော့မိကုန်းကလည်းခုနပြောလို့ကျဲနေရပါသေးတယ်မလားဘာလိုအပ်ချက်ရှိရလဲဆိုတော့ကိုယ်ကိုလာလျှောက်တဲ့သူပြန်လာမေးတဲ့ question လို့ဖြစ်နေတာဆိုတော့ကိုယ်လည်းလျှောက်ထားတာမဟုတ်တော့ဘာလို့နေလဲဆိုတော့မပြောတတ်ဘူးလေးပဲဖြစ်နေတာဆိုခုနပြောတဲ့ point တွေ Harry ပြောတဲ့ point တွေကအဲ့ဒါဟို focus ထားမယ်မှာပါတယ်ခုနအကူတို့အရှိဟိုလေဒီ session ကပို့ပြီးတော့အရင်တစ်ခေါက် session ထပ်ပို့ပြီးတော့ title တွေအားလုံးကတော်တော်ရွတ်လို့လေးဖြစ်တယ်နောက်ကမေးနေတဲ့ဟာလည်းရှေ့ကဟာတွေမှာပါတယ်ရှေ့ကမေးနေဟာနောက်ကဟာတွေနဲ့ပြန်ပါနေရဆိုတော့ဟို session တစ်ခုလုံးကြီးကတော့တော်တော်ကြီးတော့အဆင်ပိုပြေတယ်လို့အခုခံစားရတယ်ပေါ့အဲ့တော့တစ်ခုလုံးကြီးပြန်ပြီး review ပြန်ပြီးနားထောင်ကြည့်ကြည့်အဲ့ဒီဟာတွေအားလုံးရှေ့မှာလည်းပြောထားပြီးသားတွေကြီးပဲအကိုတို့ target company ပေါ်မူတည်တယ်ခုန Harry ပြောတဲ့ဟာတွေဆိုလို့ရှိရင်တော်တော်များမတွေးမိတဲ့အထက်မှာပါတယ်ရုံးနဲ့နီးလာတို့ဘာတို့အဲ့ဒီဟာတွေကတကယ်လည်းတွေးတယ်ပြီးတော့ခုနပြောသလိုဟိုဟာလေအိမ်အောင်ရှိတာတို့ဘာလို့မေးတဲ့ဟာအဲ့လိုမျိုးတကယ်တော့ main လေးကနှာဘူးကြပြီးမေးတာပေါ့ပြီးတော့အိမ်အောင်များတယ်လို့အဲ့လိုမိသားစုများတယ်လို့ဘာလို့ဆိုတော့မိသားစုရေးရတယ်လောက်ရတာမို့လို့ဆိုတဲ့ဟာတွေတကယ်တမ်းကြဖြုတ်တာအဲ့တော့တော်တော်များကြတော့ခုနလိုမျိုးအပြိုဖြစ်မှာတို့ဘာလို့ဆိုတဲ့ဟာတွေအဲ့ဟာတွေနဲ့တွေးရမှာမဟုတ်ဘူးအဲ့တော့နောက်မှအဲ့လိုဟိုတန်ရောစင်တန်းတန်းနေအရင်များနေတယ်ဆိုရှင် focus အလုပ်မရအောင်လို့ပါတော့အဲ့ဒါမျိုးတွေချောက် main လေးကအဲ့ဒီကောင်တွေကပြန်ပြီးတော့ပြန်တွေးတဲ့ဟာတွေပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကလည်းခုနကိုယ်ပြောတဲ့ဟာတွေကတော့ခေါင်းထဲမှာထည့်ဖို့လိုတယ်ပြီးတော့ခုန ATS system ကတကယ်လည်းလိုတယ်လိုတော့ခုနပြောသလိုပေါ့နော်ကိုကတကယ်လည်းလုံနိုင်တယ်ဘာညာတရကဖြစ်နေပြီမဲ့ခောက်ပြီးတော့ပထမဆုံးလုပ်တဲ့ review ဟာလည်းမှာဆက်ပါကွာလူပါမနေဘူးအဲ့တော့ဘာ feeling မှရှိမနေဘူးခုနပြောသလိုနာဘူးကြမယ်ဆိုတော့အဲ့တက်ပုံကမြင်မနေဘူးစက်ကမြင်မနေဘူးနဲ့ချောတယ်တွေဖိုက်မလားအဲ့တော့အဲ့မှာလည်းခုနဖတ်လိုက်တဲ့ဟာမှာအမပါမလားဆိုတာနဲ့ပါမလားသိပြီအဲ့တော့ local မှာအဲ့ဒီဟာတွေတုံးတယ်ဆိုကြတာတော့မှပြောရမယ်ဆိုလို့ရှိရင် demand နဲ့ target နဲ့ကိစ္စရှိသေးတယ်ကွာရန်ကုန်မှာရန်ကုန်မဟုတ်ဘူးနော်မြန်မာမှာရှိနေတဲ့ UI designer counting နဲ့ hire လုပ်မယ်ဆိုတဲ့ဟာမှာအဲ့ system မဖြတ်ဘူးဆိုတော့မှ portfolio တစ်ခုချင်းစီ CV တစ်ခုချင်းစီ resume တစ်ခုချင်းစီကို HR တို့ဘာလို့ share hiring person တွေက review ကြည့်မယ်ဆိုတော့မှအချိန်သိမ့်မကုန်နိုင်ငံခြားမှာကျအဲ့လိုမဟုတ်ဘူးဒီ position တစ်ခုကို one shot တာမှာကြောက်စရာအဲ့လိုမျိုးအမဲဝိုင်းဖြစ်သလိုပဲ counting နဲ့ကိုလည်းတကယ်ဒီဘက်ကြောက်တော့မှတကယ်သိတာအဲ့လို international hire မ try ဘူးဆိုတော့ counting တွေကျွန်တော်လိန်နေရလိုက်ပါတကယ်တော့အဲ့လိုမျိုးတကယ်ကိုတက်နေတာဒီ number တစ်ခုဒီ position တစ်ခုကိုဝိုင်းပြီးတော့ရှောက်နေတဲ့ number ကြီးတွေပြနေအယုံမြင်ရတာကိုယူပါလူက
ဆိုလို့ရာချီထောင်ချီ try ကြတာကွာဒီ company ချင်းကြည့်လို့အဲ့တော့အဲ့ဒီအမှာကိုကတကယ်လို့ skill set ပြည့်နေတဲ့ဘာများဆိုရင်တော့မှအဲ့ဒီ system တွေဘာတွေခံထားတဲ့ company မှာကိုယ့်ရဲ့ resume နဲ့ CV တွေကအဲ့ဟာကိုမပတ်ဘူးဆိုလို့ရှိရင်အဲ့မှာတွေပြီးသွားပြီအဲ့တော့ interview တွေဘာတွေဝင်သွားပြီးသွားတဲ့အချိန်ကျတော့မှနောက်ပိုင်းကိုဒီရဲ့ဟာလူမျက်နှာမြင်သွားပြီကိုယ့်ရဲ့က password ဖြစ်တဲ့ skill တွေကိုပြောပြနိုင်စွမ်းတွေကိုသိနေတယ်ဆိုတဲ့ဟာကိုနားချနိုင်စွမ်းတွေပေါ်မူတည်ပြီးနောက်ကဟာတွေတက်ပေါ့အရှိမကစက်ကြီးတစ်ခုလုံးခံနေတဲ့ဟာကိုစက်ကိုမပတ်ဆိုင်အောင်ဆိုအဆင်ပြေမနေတော့အဲ့တော့အခုတို့ဒီဘက်မှာဆိုလို့ရှိရင်အဓိကပါလဲဆိုတော့ first interview ပါဘူးကတော့ main priority ပဲအဲ့တော့ CV resume တွေကို ADS test ဖို့ကတော့ focus ထားပြီးပြန်ထဲလိုရာတွေအကုန်လုံးဖို့လိုတယ်ကွာခုနဒီ company မှာရှောက်မှာမို့လို့ဒီ company ရဲ့ checklist တွေဒါပုံမှန်နေပြောတဲ့ဟာတို့ဟိုပြီးခဲ့တဲ့ဟွာမှာတော့မှဒီအလုပ်လျှောက်ဖို့အတွက်ကိုဘာတွေပြင်တဲ့နယ်ဆိုတော့ focus လုပ်တင်တာလေအဲ့ဒါမှလည်းပါတာပဲ main ကခုနသူတို့ခေါ်နေတယ်ဆိုတော့ main keyword တွေအားလုံးကကိုယ့်ရဲ့ခုန CV resume နဲ့မှာအဲ့ဒီဟာပါနေမှရမယ်ပါနေတော့မှခုန level များပြီးကိုကပထမ short list ဆက်ပါ short list မှာပါတော့မှအဲ့ဒီဟာကိုတကယ်ဟို hiring person တွေက TV ကိုတခြားကြည့်ပြီးတော့ဒီလူတော့ခေါ်ရင်ကောင်းမယ်ဒီလူတော့ခေါ်ရင်မကောင်းဆိုတော့အစနေနောက်ပိုင်းထပ်ပါအဲ့တော့အဲ့အရှိဟာ plus ဖို့ဟာလည်းကောင်းထဲမှာထည့်ထားဖို့လိုတယ်ဟိုလူကမှမသုံးသေးဘူးသုံးတယ်ဆိုတဲ့ဟာတွေကတပိုင်းအဲ့ဒီဟာတွေကိုဘယ်လိုစမတွေးနဲ့ဘာလို့လဲဆိုတော့ခုန Harry ပြောလို့ဆိုရအခုရဲ့အရှင်ဟို CV ဆိုလို့ရှိရင်ဒီလိုမကြိုက်ဘူးဒီလိုရပါ horizontal အဲ့တရားတယ်မတူချင်တာကောသိရမှာUI UX မှာဆိုချော်တော့ဟောလဲရမှာကျင်းနေတာဆိုသူကထောင်လို့တော့အလဲလုံးနေပဲလားအဲ့ဒါမှပုံနေပါရဲ့အဲ့တော့ဖိုင်ကြီးကကျွေးနောက်ပိုင်းကျတော့မှပို့ပြီးတည်တာပေါ့ဟုတ်သားပဲငါ CV တခါအလုပ်တစ်ခါရှောက်ဖို့တော့ငါပို့လိုက်တဲ့ဖိုင်ကိုသူတို့ down နေရနေတယ်ပါလေ data နဲ့ဆိုတော့ပတ်စံနေကုန်တယ်ဆိုကိုယ်ပိုင်ရလေးပင်အဲ့လိုမျိုးတွေပေါ့နော်အယောင်တွေရအဲ့လိုမျိုး background အမဲသုံးထားအားလုံးအဲ့လိုမျိုးတော့ပြန်ထွက်နေအောင်ရှောက်လုပ်တာတွေကတကယ်လည်းနောက်ပိုင်းကျတော့အဆင်မပြေတော့အဲ့အပိုင်းလေးတွေလည်းကြည့်ဖို့လိုတယ်အားလိုအချက်ရှိတယ်ဆိုရဲခုနဟာမှာလဲခုနအလုပ်ရဖို့ခက်ခဲနေတယ်ဆိုရဲ point ကိုပြန်ပြီးတော့သူများမေးတဲ့ဟာအပြင်မှာကိုယ့်ရဲ့ POV နဲ့ပြန်ပြီးကြည့်ဖို့လိုတယ်လုံးဝ specific လုပ်ထားတဲ့ resume မဟုတ်ဘဲနဲ့ပုံလုပ်ထားတဲ့ resume ကို specific title နဲ့ specific skill set ကိုဖိပြီးခေါ်နေတဲ့ company ကိုပို့တယ်ဆိုရင်ကိုယ့်ဟာအရွေးမခံမှာသိချအောင်အဲ့ဒီခါလေးလည်းကိုယ်က point out ဖြစ်ဖို့လိုတယ်မှန်တယ်ပုံဖြစ်တဲ့ဟာမျိုးတွေ plan ထားတာဖြစ်နေပေမဲ့အရင်ပုံဖြစ်တဲ့ဟာမျိုးတွေခေါ်နေတဲ့ company တော့ဘူးဆိုလို့ရှိရင်အဲ့ဟာကိုမသုံးနဲ့ဒါတစ်ခုထပ်ပြီး try CV တွေတုံးလို့ဟိုဘယ်လိုပြောမလဲ target ပုံကိုထပ်လုပ်လို့ရတယ်ကွာတချို့နေရာတွေက UX ဆိုလို့ main focus လုပ်တာဖြစ်တဲ့အတွက် UI အကြောင်းတွေအများကြီးပြောပြနေတဲ့ CV ကအရင်ဆိုတော့ကပြောဖို့ကောင်းမလဲအဲ့ဒါရှိမှလည်းပြောထားပြီးသားပဲအဲ့ဒီ company ပေါ်မှာမူတည်ပြီးတော့ကိုကျွမ်းတယ်ဆိုတဲ့ဟာကို junior အရင် junior ဖြစ်နေတယ်ဆိုရင်ကိုကျွမ်းတဲ့ဟာပေးထားတဲ့ဟာဒီမှာ try ကိုကျွမ်းတဲ့ဟာတွေပေးထားတဲ့ဟာမှာကိုကျွမ်းနေတဲ့ဟာတွေကိုပေါ်လွင်မြင်အောင်ထည့်ရေးပြီးတော့တင်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ဘက်က notice ဖြစ်မှာပေါ့ notice ဖြစ်ဖို့လည်းလိုတယ်အဲ့တော့ဟိုကိုယ့်ရဲ့ CV channel ဖြစ်ချင်းမဖြစ်ချင်းကခုနကရောင်စုံဘောလုံးတွေတုံးထားတာတွေပါအဲ့ဒီတော့မစားဘူးခုနသူ့ရဲ့ main content နဲ့ point နဲ့ကို main ဟွာလုံးမယ်ဆိုတဲ့ point အဲ့ဒါပို့ပြီးတော့အကြီးကြီး junior ဖြစ်နေတဲ့အတွက်ပို့ပြီးတော့အဲ့ဒီကောင်နည်းနည်းပို့ပြီး tricky ပို့ဖြစ်တယ်ကွာသိရမလား junior ဖြစ်နေလို့ခုနကိုရှိရတိုက်တယ်လို့ပဲဘယ်လိုမရှိတာနဲ့ရှိတာနဲ့မ try တာနဲ့ try တာအဲ့မှာလေ confidence တွေကရှောက်တိုင်းမရဘူးဆိုတဲ့ဟာမှာလေကိုယ့်ရဲ့ SE တွေကြာအဲ့လိုမျိုးတော့မလုပ်နဲ့အရင် random ကြီးလုပ်ပြီးတော့ random ကြီးဖြစ်တယ်ဆိုတဲ့ဟာကကျန်တဲ့ company တွေအားလုံး random လိုက်စီးလုပ်နေတာဆိုရင်ပြေးလိမ့်မယ်ဒါပေမဲ့ focus တွေပြန်ထားလို့ပြန်လုပ်ကြည့်ကိုယ့်နဲ့ကိုပြန်ပြီး review ပြန်လုပ်ဖို့လိုတယ်ဘာ point တွေကြောင့်ပြုတ်တာလဲဆိုတဲ့ဟာမျိုးတွေကခုနအဲ့ဒီလိုမေးခွန်းနေရလေအဲ့လိုအကိုတို့ကိုမေးရတယ်ဆိုင်ခုန heavy လုပ်သလိုပဲမင်းဟောမခံဘူးတော့ဘာလို့မခံတာလဲဆိုပြီးတော့ပေါ်တင်သွားမေးလို့ရတယ်တချို့တွေပြောပြရတယ်အဲသူတို့ရှိမှဒါ main ခေါ်နေရမို့လို့နည်းနည်းဒါနေရာလိုက်ရင်မကိုက်ဘူးဆိုတဲ့ဟာသူတို့ရတော့ရှောက်ဖြေတာပေါ့ဒီမှာမလို့ကလည်းတော့ဖြေပြီးတော့လို့ပြန်ဖြေတာဒါပေမဲ့တချို့တွေကတကယ်တေချာဒီတေးပြန်ဖြေပေးတယ်ဒီဟာတွေက skill set အနေနဲ့မပါနေလို့ငါတို့ကမခံတာဆိုအဲ့မှာကိုကို realize လိုက်လုပ်လို့ရတယ်တကယ်ဒီ skill set မရှိရလားမဟုတ်လို့ရှိရင် तू ကငါ့ကိုဒီ skill set မရှိဘူးဘာလို့ထင်တာလဲဆိုတော့ तू စမြင်တဲ့ဒီ server ထဲမှာမပါနေလို့အပြီးသွားတယ်အဲ့ဟာတွေပြန်ကိုပြန် revise လုပ်လို့ရတယ်အဲ့ဒါလေးတွေတော့နည်းနည်းပြန် try ကြည့်ပေါ့နော်အဲ့လိုဟိုအကိုတို့အရင်တော့ကလုပ်ခဲ့တဲ့ပုံစံလိုမျိုးပဲဟိုပုံဖြစ်တဲ့ common ဖြစ်တဲ့ CV တွေကနောက်ပိုင်းသိပြီးတော့အသုံးသိမဝင်တော့ common ဖြစ်တဲ့ CV တွေမ run နဲ့တော့အဲ့ဒါကတော့ feedback ကိုလိုတယ်ဟိုပါပေါ့နော်အရင်အဲ့လို skill အစုံဖြစ်နေတယ်ဆိုတော့မှ common ဖြစ်တာတစ်ခုထားတာကွာပြောလို့ရှိရင်က UI focus ထားလိုက် UX focus ထားလိုက် testing ဘာညာတကအဲ့လိုမျိုးဟာဆိုပြီးအဲ့ဟာ focus ထားလိုက်ဒါပြည့်ထိအောင်ဆိုတဲ့ဟာမျိုးကြီးလည်းမလုပ်နဲ့တော့အဲ့လိုနည်းနည်း target
point out ဖြစ်တယ်ဆိုတဲ့ဟာမျိုးလေးကြိုပြင်ထားပြီးရင်မတူတဲ့ဟာတွေမှာမတူတဲ့ဟာတွေနဲ့ပို့သူတို့ဘာကို main ပြောနေလဲပြောနေတာပို့ CVO က community လုပ်နေတယ်ဆိုလို့ရှိရင် common ဟာပို့ချတယ်မတတ်နိုင်အဲ့ဒါဥမာတကယ်တူရှာနေတဲ့ဟာကသူတို့ရဲ့ internet မှာပဲသိပြီးတော့အဲ့ internet မှာပါနေတဲ့ဟာနဲ့ကိုယ့်ဟာနဲ့မကိုက်တာတော့မတတ်နိုင်ဘူးသူတို့က clearly ဖြစ်တဲ့ video ကိုရေးထားရင်တော့အဲ့ဒါအကြမ်းမှာမဟုတ်ဒါပေမဲ့ခုနကပြောပုံဖြစ်တယ်ဆိုတဲ့ video တွေကတော့ဒီဘက်ခင်မှာအရင်မတုံးကြနဲ့တော့ကိုလိုလည်းအရင်တော့အဲ့လိုပုံဖြစ်တာပဲတုံးတာဒါလည်းဘာမှဖြစ်မယ်လေဒါလည်းဘာမှဖြစ်မယ်ရေးနဲ့မျိုးဖြစ်မှာထောက်ပံ့ကြတွေရှိတာအဲ့လည်းရှိတယ် right ပြန်ချုံတာအဲ့ပါရှိအဲ့တော့အဲ့လို general ဟာကြီးတွေတိတ်မတုံးနဲ့အဲ့ဒါအိပ်ပြီးတော့နောက်ပိုင်းရန် issue တိတ်မဖြစ်တော့ဘူးပေါ့နော်အဲ့ဒါလည်းပွိုင်းပေါ့ပြောချင်တာပေါ့ကဲပါဒီလောက် ဟုတ်ကဲ့ပါကိုလာမင်းဟုတ်ကျေးဇူးပါကိုလာမင်းပြောရတဲ့မှာလည်းတကယ်မှတ်သားစရာလေးပါပါတယ်အဓိကတော့ဒီဟိုပါပေါ့ကုမ္ပဏီဘက်ကခေါ်တဲ့ job requirement ပေါ်မူတည်ပြီးတော့ကို CV လေးကိုဒါပြင်သင့်ပြင်ဖို့เนาะကို့မှာလည်းတခြားသော alternative CV တွေရှိဖို့လိုရတယ်ပေါ့နော်ဟိုမှာဒီကုမ္ပဏီကပဲဘာ focus ထားပြီးခေါ်နေရလဲ UI လား UX လားအဲ့လားလေးကိုလည်းအဓိကကြည့်ဖို့လိုရတယ်ပေါ့နော်ကို့မှာဒီ CV တစ်ဆောင်နဲ့ရှိပြီးတော့ဒီ CV တစ်ဆောင်နဲ့ကိုပဲဒါကုမ္ပဏီတိုင်းကိုပို့လို့တော့အဆင်မပြေဘူးပေါ့နော်ဟုတ်ကိုတို့နှစ်ယောက်ပြောသွားတာလည်းဒီနေ့တကယ်ကိုပြည့်စုံတာဖြစ်ပါတယ်ဆိုတော့ဒီမေကွန်းလေးကိုမေးထားတယ်ဒါမေကွန်းပိုင်ရှင်လေးတဲ့ဒါလိုချင်တဲ့အဖြေလေးကိုရမယ်လို့ပြောနေပါတယ်ဆိုတော့ကျွန်တော်တို့ဒီနေ့ session လေးကတော့ဒီမှာပဲပြီးပါပြီဆိုတော့ဟိုနားထောင်ပေးကြတဲ့သူတယောက်ချင်းစီရောဒါဒီနေ့မှာဒေချာလေးကို knowledge sharing လုပ်ပေးသွားတဲ့ဒါကို Harry ပြီးတော့ကိုလာမင်းတော်ကို Evan နှစ်ယောက်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့နောက်လာမယ့်ဒါဒီရ USM episode တွေမှာဘယ်လိုမျိုးဒါအစီအစဉ်နဲ့ပြန်လာအောင်လဲဆိုတာကိုအကုန်လုံးစောင့်မျှော်ကြည့်ရှုအားပေးကြပါဦးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲတတားပါ